အင်စောဟာပြင်းထန်တဲ့စိတ်တက်ကြယောဂကိုခံစားနေရပြီးလမ်းမလျှောက်နိုင်တဲ့မတန်ဆွမ်းသူတဦးဖြစ်ပါတယ်။သူမကိုအားပေးဖို့စူးစမ်းနေတဲ့မိခင်ဖြစ်သူရဲ့စူးစမ်းအားထုတ်မှုတွေကိုလည်းဂရုမစိုက်ပဲမျှော်လင့်ချက်မဲ့နေတဲ့ပုံစံဖြစ်နေပါတယ်။သူမဟာကိုတက်တည်ဖို့တောင်စူးစမ်းခဲ့ပေမဲ့ရေဒီယိုအတန်လွှင့်ဌာနတစ်ခုကဖုန်းခေါ်ဆိုမှုကြောင့်အနှောက်အယှက်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအတန်လွှင့်ဌာနမှာ Eclipse လို့ခေါ်တဲ့ K-pop အဖွဲ့ဟာဧည့်သည်အဖြစ်ရောက်ရှိနေတာဖြစ်ပြီးဂျပန်ဖုန်းနံပါတ်တွေကိုခေါ်ဆိုတဲ့ဂိမ်းတစ်ခုကိုကစားနေကြတာပါ။အစီအစဉ်တင်ဆက်သူကမိမိကိုဖက်နှက်တစ်စုံလက်ဆောင်ပေးတဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့အင်စောဟာမတန်ဆွမ်းသူတွေပေါ်မျက်နှာမှုမရှိဘူးဆိုပြီးဒေါသထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်သူမဟာမိခင်ဖြစ်သူကိုလှမ်းခေါ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Eclipse အဖွဲ့ဝင်တဦးဖြစ်တဲ့ဆောင်ကြီးကသူမကိုမျှော်လင့်ချက်တွေရှိလာအောင်ပြန်လည်နှိမ့်သိမ့်ပေးခဲ့ပါတယ်။သူ့ရဲ့စကားလုံးတွေဟာအင်စောရဲ့နှလုံးသားကိုထိမှန်သွားခဲ့ပြီးသူမဟာမိခင်ဖြစ်သူရဲ့ရင်ခွင်ထဲမှာငိုကြွေးခဲ့ပါတယ်။ဆောင်ကြီးရဲ့စကားလုံးတွေကအင်စောကိုစိတ်တက်ကြနေတာကနေဆွဲထုတ်နိုင်ခဲ့ပြီးသူမဟာဆောင်ကြီးရဲ့အမခံပရိသတ်တူဖြစ်လာခဲ့ပါတယ်။သူမဟာဆောင်ကြီးနဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းတွေအကုန်လုံးကိုဝယ်ယူပြီးအားပေးခဲ့ပါတယ်။ကကြမ္မာဆိုးနဲ့ရင်ဆိုင်ခဲ့ရတဲ့နေ့ကဆောင်ကြီးဝတ်ဆင်ခဲ့တဲ့နိုင်တစ်လုံးကိုဝယ်ယူဖို့အတွက်လည်းပြင်ဆင်ခဲ့ပါတယ်။သူမဟာဆောင်ကြီးရဲ့ဖျော်ဖြေပွဲကိုတက်ရောက်ဖို့ပြင်ဆင်ခဲ့ပြီးတငယ်ချင်းဖြစ်သူကသူမကိုဖျော်ဖြေပွဲကျင်းပရာနေရာကိုပို့ဆောင်ပေးခဲ့ပါတယ်။အင်စောဟာဆောင်ကြီးရဲ့ပုံပါတဲ့ထက်တန်းကြောင်နှစ်ချုပ်စာအုပ်ကိုတငယ်ချင်းစီကနေလက်ဆောင်ရရှိခဲ့ပြီးအဲ့ဒီအခါမှာသူမဟာထက်တန်းကြောင်လုံးကဆောင်ကြီးနဲ့တရက်ကွက်ထဲမှာနေထိုင်ခဲ့တယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်။သူမဟာဖျော်ဖြေပွဲကျင်းပရာနေရာကိုရောက်ရှိသွားပြီးအခြားပရိသတ်တွေနဲ့အတူပျော်ရွှင်စွာတပ်ပုံတွေရိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမအလုပ်လျှောက်ထားတဲ့ကုမ္ပဏီတစ်ခုကနေအင်တာဗျူးအတွက်ဖုန်းခေါ်ဆိုလာတာကြောင့်သူမဟာဖျော်ဖြေပွဲမစတင်မီမှာပဲထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့သူမဟာမတန်ဆွမ်းသူဖြစ်နေတာကိုသိသွားတဲ့အခါမှာတော့အင်တာဗျူးတော့မဖြေလိုက်ရပဲအငင်းခံလိုက်ရပါတယ်။ဒါကိုအင်စောကတိတ်ပြီးစိတ်ထဲမထားပဲဖျော်ဖြေပွဲကျင်းပရာနေရာကိုအမြန်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာကားပိတ်နေတာကြောင့်ဖျော်ဖြေပွဲတွေကိုဝင်ခွင့်ပိတ်သွားတဲ့အချိန်မှာရောက်ရှိသွားခဲ့ပါတယ်။စိတ်ကောင်းရှိတဲ့ဝန်ထမ်းတဦးကသူမကိုအထဲဝင်ခွင့်ပေးဖို့ကြိုးစားခဲ့ပေမဲ့လည်းသူမဟာဘတ်စကားပေါ်အတက်မှာလက်မှတ်ပျောက်ဆုံးသွားခဲ့တာကြောင့်အဆင်မပြေဖြစ်ခဲ့ရပါတယ်။ကံမကောင်းတဲ့အဖြစ်အပျက်တွေကြုံတွေ့နေရပေမဲ့လည်းအင်စောဟာပြုံးပျော်နေစေဖြစ်ပြီးဖျော်ဖြေပွဲကျင်းပရာနေရာရဲ့အပြင်ဘက်ကနေပဲတချင်းတွေလိုက်ဆိုပြီးအားပေးခဲ့ပါတယ်။ဖျော်ဖြေပွဲအပြီးမှာတော့သူမဟာကျင်းနဲ့ပီတိဖြစ်စွာနဲ့အိမ်ပြန်လာခဲ့ပါတယ်။လမ်းမှာသစိမ်းတစ်ယောက်ကသူမရဲ့ဖုန်းကိုတိုက်ချသွားတာကြောင့်ဖုန်းမျက်နှာပြင်ကွဲသွားခဲ့တယ်လို့တရားကိုဖျက်ကူးဖို့ကြိုးစားနေစဉ်မှာလည်းသူမရဲ့ဝီချဲကဘက်ထရီကုန်သွားပြီးတရားပေါ်မှာတောင့်တင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆောင်ကြီးဟာအဖွဲ့ကနေအနားယူတော့မယ့်အကြောင်းပြောလိုက်တာကြောင့်အဖွဲ့ဝင်တဦးနဲ့စကားများပြီးစိတ်တက်ကြတာအိတ်မပျော်တာနဲ့ဆေးဆွဲနေတဲ့ဝေဒနာတွေကိုခံစားနေရပါတယ်။ဖျော်ဖြေပွဲအပြီးကားနဲ့ပြန်လာစဉ်မှာတော့တရားပေါ်မှာတောင့်တင်နေတဲ့အင်စောကိုမြင်တွေ့သွားခဲ့ပါတယ်။သူဟာကားပေါ်ကနေဆင်းလာပြီးသူမကိုထိတဆုံကမ်းပေးခဲ့ပါတယ်။သူမဟာပရိသတ်တဦးဖြစ်မှန်းသိသွားတဲ့အခါမှာတော့တငယ်ချင်းဖြစ်သူလာကြိုတဲ့အထိသူမကိုစကားပြောပေးခဲ့ပါတယ်။အင်စောဟာသူမအကြိုက်ဆုံးအဆိုတော်နဲ့တွေ့ဆုံခွင့်ရတဲ့အတွက်အလွန်ပျော်ရွှင်နေခဲ့ပါတယ်။အဲ့ဒီညမှာပဲဆောင်ကြီးဟာမိမိကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့တဲ့သတင်းတွေတက်လာခဲ့ပါတယ်။အင်စောဟာအဲ့ဒီသတင်းကိုမယုံကြည်နိုင်ပဲဆောင်ကြီးစိတ်ကူးတာမှုခံယူနေတဲ့ဆေးရုံကိုဝီချဲနဲ့အမြန်သွားခဲ့ပါတယ်။လမ်းမှာစပိန်သမားတစ်ယောက်နဲ့တိုက်မိပြီးသူမလက်ထဲမှာရှိတဲ့ဆောင်ကြီးရဲ့နာရီဟာရေထဲကိုကျသွားခဲ့ပါတယ်။သူမဟာနာရီကိုပြန်ကောက်ဖို့ကြိုးစားနေစဉ်မှာပဲဆောင်ကြီးကွယ်လွန်သွားပြီဖြစ်ကြောင်းသတင်းတွေကိုမြင်တွေ့လိုက်ရပြီးအကြီးအကျယ်ငိုကြွေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမလက်ထဲကနာရီကချိုးယွင်းချက်ဖြစ်ပေါ်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးရုတ်တရက်အေးခဲသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာလွန်ခဲ့တဲ့10နှစ်ကအတိတ်ကာလကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။သူမဟာအတန်းထဲမှာနိုးလာပြီးသူမရဲ့ခြေထောက်တွေပြန်ပြီးလမ်းလျှောက်နိုင်တာကိုသိလိုက်ရပါတယ်။သူမဟာဆောင်ကြီးကိုရှာဖို့အတွက်သူတက်နေတဲ့အထက်တန်းကျောင်းကိုအပြေးသွားခဲ့ပြီးရေကူးပြန်ပွဲအတွက်ပြင်ဆင်နေတဲ့ဆောင်ကြီးကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့သူ့ကိုပြေးပြီးဖက်လိုက်ပါတော့တယ်။သူမဟာဆောင်ကြီးကိုချစ်တဲ့အကြောင်းတွေပြောပြီးငိုကြွေးနေခဲ့တာကြောင့်လုံခြုံရေးတွေကဆွဲထုတ်သွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာသူမဟာဒဏ်ရာရရှိခဲ့ပြီးဒါဟာအိမ်မက်မဟုတ်ဘူးဆိုတာကိုသိသွားခဲ့ပါတယ်။သူမဟာတခြားကဘာတစ်ခုမှာတေဆုံးသွားခဲ့ပြီးဒီကဘာကိုရောက်ရှိလာတာလို့ကောက်ချက်ချလိုက်ပါတယ်။အတိတ်ကိုပြန်ရောက်လာတဲ့အတွက်အင်စောဟာပျော်ရွှင်နေပြီးမိခင်ဖြစ်သူနဲ့အတန်းဖော်တွေကိုလည်းပျော်ရွှင်နှုတ်ဆက်ခဲ့ပါတယ်။သူမဟာနာရီကိုပြန်လည်စစ်ဆေးကြည့်တဲ့အခါမှာတော့အချိန်နောက်ပြန်သွားနိုင်တဲ့စွမ်းအားတွေရှိနေတယ်ဆိုတာကိုသိရှိသွားခဲ့ပါတော့တယ်။ချိန်ကိုနောက်ပြန်သွားနိုင်တဲ့စွမ်းအားတွေအကြောင်းသူမကိုကြောက်တင်ပုံမှာပု္ပ္ပစာတစ်ပုဒ်တွက်ခိုင်းတဲ့အခါမှာတော့သူမဟာအပြင်ထွက်ဖို့အကြောင်းပြချက်တစ်ခုပေးခဲ့ပြီးအဝေးကနေနေမောကြည့်နေရင်စမ်းလေးကျင်နေတာကိုတွားကြည့်ခဲ့ပါတယ်။သူမဟာ secret နံကိုရခဲ့ပြီးအဲ့ဒီနောက်ကိုလိုက်သွားခဲ့ပါတယ်။သူမဟာကောင်းလေးတစ်ယောက်နဲ့ရန်ဖြစ်နေတဲ့ចောင်းသားတစုကိုတွေ့ခဲ့ပြီးအားကစားသမားတွေအနားမှာစစ်လိတ်တောက်တာကိုစူပူချိန်မောင်းရင်ကြားဖြတ်ဝင်ပါခဲ့ပါတယ်။တခြားလူမိုက်တစုထက်ရောက်လာတဲ့အခါမှာတော့ထဲဆန်းကအဲ့ဒီနေရာကနေထွက်ပြေးဖို့သူမလက်ကိုဆွဲခေါ်သွားခဲ့ပါတယ်။လူမိုက်တွေလက်ကနေလွတ်မြောက်သွားပြီးနောက်မှာတော့သူမဟာထဲဆန်းစီကစစ်လိတ်ဘူးကိုလူယူလိုက်ပြီးစစ်လိတ်တောက်တာကိုစူပူခဲ့ပါတယ်။အဝေးကနေဆရာတယောက်လာတာကိုထဲဆန်းကမြင်တဲ့အခါမှာတော့သူမကိုထားခဲ့ပြီးထွက်ပြေးသွားတာကြောင့်သူမပဲအမိခံလိုက်ရပါတယ်။ဆရာကသူမကိုတူးထောက်ခိုင်းပြီးကျောင်းထဲမှာစစ်လိတ်တောက်တဲ့အတွက်အပြစ်ပေးခဲ့ပါတယ်။သူမရှင်းပြဖို့ကြိုးစားနေတော့မှပဲစွန့်ကြယ်ကိုမြင်လိုက်ရပြီးပုံဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီ။စွန့်ကြယ်ကသူမလက်ထဲကစစ်လိတ်ဘူးကိုမြင်သွားခဲ့ပါတယ်။သူကလည်းသူမကိုကျောင်းထဲမှာစစ်လိတ်တောက်ဖို့ကြိုးစားတယ်လို့ယုံကြည်သွားခဲ့ပြီးမထွက်သွားခင်မှာသူမကိုစူပူခဲ့ပါတယ်။အပြစ်ပေးခံရပြီးနောက်အင်ဆိုဟာထဲဆန်းနဲ့ပြန်တွေ့ခဲ့ပါတယ်။ထဲဆန်းကအင်ဆိုရဲ့ကျောင်းမှာအချိန်ပိုင်းအမှုပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ကျောင်းသားတစ်ယောက်ပါ။အချိန်ကိုနောက်ပြန်မသွားခင်တုန်းကအင်ဆိုဟာထဲဆန်းကိုအရန်ကြိုက်ခဲ့ပြီးအရင်နေ့ကပဲသူ့ကိုရည်စားစာပေးခဲ့ပါတယ်။ဒါပေမဲ့သူမကဒါကိုမမှတ်မိပဲသူမကိုအပြစ်ပေးခံရအောင်ထားခဲ့တဲ့အတွက်ထဲဆန်းကိုစူပူခဲ့ပါတယ်။အဲ့ဒီအချိန်မှာနာမည်ကြီးမိန်းကလေးတစ်ယောက်ကသူမစီလာပြီးထဲဆန်းနဲ့ဝေးဝေးနေဖို့တတိပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီမိန်းကလေးကလည်းထဲဆန်းကိုကြိုက်နေလို့ပါစွန့်ကြယ်စီကိုတငယ်ချင်းအဖြစ်အင်ဆိုကတောင်းဆိုခဲ့တာကိုလည်းသူကချက်ချင်းညှင်းပယ်ခဲ့ပါတယ်။နောက်တနေ့ဘတ်စကားဂိတ်မှာလည်းသူမကိုရှောင်ဖယ်နေခဲ့ပါတယ်။ဘတ်စကားကအင်ဆိုရဲ့ဂိတ်မှာရက်လိုက်တဲ့အခါမှာတော့အချိန်မီမစင်းနိုင်ခဲ့ပါဘူး။အဲ့ဒီအခါစွန့်ကြယ်ကဘတ်စကားကိုရက်ဖို့ပြေးသွားခဲ့ပါတယ်။ဘတ်စကားကိုရက်ပေးတဲ့အတွက်အင်ဆိုကကျေးဇူးတင်တဲ့အခါမှာတော့သူကညှင်းပယ်ခဲ့ပါတယ်။သူမစီကနေထိပြန်ယူခြင်းလို့သာလုပ်ခဲ့တာလို့ပြောခဲ့ပါတယ်။စွန့်ကြယ်ရဲ့တငယ်ချင်းကသူအင်ဆိုနဲ့စကားပြောနေတာကိုမြင်သွားပြီးအင်ဆိုဟာထဲဆန်းကိုကြိုက်နေတာဖြစ်ကြောင်းနဲ့ရည်စားစာတောင်ပေးထားဘူးကြောင်းပြောပြခဲ့ပါတယ်။ဒါကစွန့်ကြယ်ကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။အင်ဆိုဟာအတန်းတက်ဖို့သွားနေရင်ရေကူးပြိုင်ပွဲသတင်းလွှာတစ်ခုကိုတွေ့သွားပြီးစွန့်ကြယ်ရဲ့အင်တာဗျူးတစ်ခုကိုသတိရသွားပါတယ်။အဲ့ဒီမှာနာမည်ကြီးအဆိုတော်စွန့်ကြယ်ကသူရေကူးနေတုန်းပြင်းထန်တဲ့ဒဏ်ရာရခဲ့ပြီးသူ့ရဲ့အသက်မွေးဝမ်းကြောင်းကိုချက်ချင်းရပ်နားခဲ့ရကြောင်းပြောပြခဲ့တာပါ။သူမဟာစွန့်ကြယ်ရဲ့ကြောင်းကိုပြေးသွားပြီးပြိုင်ပွဲမှာမပါဝင်ဖို့သူ့ကိုသတိပေးခဲ့ပါတယ်။သူမအကြောင်းပြချက်ကိုရှင်းပြဖို့ကြိုးစားတဲ့အခါအချိန်တွေရပ်တန့်သွားခဲ့ပြီးအနာဂတ်အကြောင်းတွေကိုထုတ်ပြောလို့မရဘူးဆိုတာကိုအင်ဆိုသိသွားခဲ့ပါတယ်။
ဒါကြောင့်သူမဟာတခြားနီးလန်းနဲ့သတိပေးဖို့ဆုံးဖြတ်ခဲ့ပြီးအိမ်ပြန်လမ်းမှာစွန့်ကြဲကိုသတိပေးဖို့နက်ကတော်လိုဝတ်စားပြီးသွားခဲ့ပါတယ်။အဲ့ဒီလိုဝတ်စားထားတော့မှပဲရန်ဖြစ်လို့ဒဏ်ရာရထားတဲ့ထဲဆန်းကိုတွေ့ခဲ့ပြီးသူ့ကိုတနာသွားပါတယ်။သူမဟာသူ့ဒဏ်ရာတွေကိုကုသပေးဖို့ဆုံးဖြတ်ခဲ့ပေမဲ့ထဲဆန်းနဲ့အတူအိမ်ပြန်လာတဲ့အခါမှာတော့စွန့်ကြဲကသူမကိုနက်ကတော်ဝတ်စုံနဲ့မြင်သွားခဲ့ပြီးသူမလိန်ညာနေတာကိုသိသွားခဲ့ပါတယ်။သူမအိမ်ပြန်ရောက်တဲ့အခါရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့စွန့်ကြဲဟာသူမရဲ့အိမ်နီးနားချင်းအစ်စ်ဖြစ်နေမှသိလိုက်ရပါတော့တယ်။တညမှာတော့စွန့်ကြဲအိမ်ကထွက်လာတာကိုသူမမြင်သွားပြီးကျောင်းကရေကူးကန်အထိနောက်ကလိုက်သွားခဲ့ပေမဲ့သူ့ရဲ့ရေကူးပေါင်းပြီးအနားမှာတင်သူမကိုသူကမိသွားခဲ့ပါတယ်။တညမှာတော့စွန့်ကြဲအိမ်ကထွက်လာတာကိုအင်ဆိုမြင်သွားပြီးကျောင်းကရေကူးကန်အထိနောက်ကလိုက်သွားခဲ့ပေမဲ့သူ့ရဲ့ရေကူးပေါင်းပြီးအနားမှာတင်သူမကိုသူကမိသွားခဲ့ပါတယ်။သူမဟာထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့သူကနောက်ကလိုက်ခဲ့ပြီးနှစ်ယောက်လုံးရေကူးကန်ထဲကိုမှားယွင်းကျသွားခဲ့ပါတယ်။စွန့်ကြဲဟာသူမရဲ့အပြုအမူတွေကြောင့်စိတ်နှောက်ယှက်ဖြစ်ခဲ့ပြီးသူ့နောက်ကိုထူးထူးဆန်းဆန်းလိုက်နေတဲ့အတွက်သူမကိုစူပူခဲ့ပါတယ်။အင်ဆိုအိမ်ပြန်လမ်းမှာတော့ကားအစီအစဉ်တစ်ခုဖြစ်လို့မိဘဖြစ်ခဲ့ပေမဲ့စွန့်ကြဲကအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။အမှန်တော့စွန့်ကြဲဟာအင်ဆိုကိုအရင်ကတည်းကစိတ်ဝင်စားနေခဲ့တာပါ။သူမတို့အိမ်ဘေးကိုပြောင်းလာတော့ကသူမရဲ့အပြုံးလေးကိုမြင်ပြီးချစ်မိသွားခဲ့တာဖြစ်ပါတယ်။ဘတ်စကားဂိတ်မှာဆုံခဲ့တဲ့နေ့ကလည်းသူဟာသူမအိမ်ရှိမှာစောင့်နေခဲ့ပြီးနောက်ကနေအနီးကပ်လိုက်ပါခဲ့တာပါ။အစီအတင်ကနေကယ်တင်ပြီးနောက်မှာတော့စွန့်ကြဲကပြန်ပွဲမှာဂရုစိုက်မှာဖြစ်ကြောင်းပြောပြီးသူမကိုနှက်သိမ့်ခဲ့ပါတယ်။ပြန်ပွဲနေ့မှာတော့အင်ဆိုကပရိသတ်တွေကြားထဲကနေအားပေးခဲ့ပြီးသူဟာဘာတန်ရာမှမရပဲပြန်ပွဲမှာအနိုင်ရရှိသွားခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူဟာအင်ဆိုကိုဖွင့်ပြောဖို့ဆုံးဖြတ်ခဲ့ပေမဲ့သူ့တငယ်ချင်းကအင်ဆိုရဲ့ခံစားချက်တွေဟာချစ်သူလိုမျိုးမဟုတ်ပဲအမာခံပရိသတ်တယောက်လိုမျိုးပဲဖြစ်နိုင်တယ်လို့သတိပေးခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူတို့နှစ်ယောက်တွေ့လို့ခဲ့ကြပြီးစွန့်ကြဲဟာဖွင့်ပြောဖို့အချိန်ကောင်းကိုရှာဖွေနေခဲ့ပါတယ်။အခွင့်အရေးရတိုင်းသူဟာစိတ်လှုပ်ရှားနေပြီးအခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။တပ်ပုံရိုက်ခန်းထဲမှာတပ်ပုံရိုက်နေရင်သူဖွင့်ပြောဖို့ကြိုးစားခဲ့ပေမဲ့အခြေအနေကမပေးခဲ့ပါဘူး။သူမကိုအိမ်ထိလိုက်ပို့ပေးတဲ့အချိန်မှာတော့သူ့တငယ်ချင်းကဖွင့်ပြောဖို့အခြေအနေဖန်တီးပေးတဲ့အနေနဲ့နင်းတွေဖြူပေးခဲ့ပေမဲ့စွန့်ကြဲဟာဖွင့်မပြောနိုင်ခဲ့တာကြောင့်သူ့တငယ်ချင်းရဲ့လှောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်။ဒီနေ့မှာတော့ရေကူးတင်တန်းတက်နေရင်စွန့်ကြဲဟာဒဏ်ရာရရှိသွားခဲ့ပြီးဆေးရုံကိုအမြန်ပို့လိုက်ရပါတယ်။ဆရာဝန်ကသူဟာနောက်ထပ်ခွဲစိတ်မှုတစ်ခုထပ်လုပ်ရမှာဖြစ်ပြီးသူ့ရဲ့လက်မောင်းတွေကိုပြန်သုံးနိုင်ဖို့အတွက်နှစ်ပေါင်းများစွာပြန်လည်တန်ဆွမ်းရေးလေ့ကျင့်ခန်းတွေလုပ်ရမယ်လို့ပြောခဲ့ပါတယ်။သူ့ရဲ့အနာဂတ်အတွက်စဉ်းစားနေတော့မှပဲသူ့အဖေစီကဖုန်းဝင်လာခဲ့ပါတယ်။သူ့အဖေဟာစွန့်ကြဲရွှေတစိရတာကိုဂုဏ်ပြုဖို့အတွက်ပါတီတစ်ခုပြုလုပ်ပေးခဲ့တာပါ။အဲ့ဒီပါတီမှာအဖေဖြစ်သူကစွန့်ကြဲကိုကမ္ဘာအဆင့်မီနီးပြတွေစီမှာတည်တံ့တင်တန်းတက်နိုင်ဖို့စီစဉ်ထားကြောင်းပြောပြခဲ့ပါတယ်။ဒီသတင်းကြောင့်စွန့်ကြဲဟာစိတ်ထိခိုက်သွားပြီးသူရေကူးတာကိုနားတော့မဲ့အကြောင်းပြောပြလိုက်ပါတယ်။အဖေဖြစ်သူကအကြောင်းပြချက်မေးမြန်းခဲ့ပေမဲ့သူဟာသူ့အဖေကိုစိတ်ပြတ်အောင်လုပ်မိမှကြောက်တာကြောင့်ဘာမှပြန်မပြောဘဲညှင်းဆန်ခဲ့ပါတယ်။အင်ဆိုဟာလည်းစွန့်ကြဲရဲ့ဒဏ်ရာအကြောင်းကိုသိသွားခဲ့ပြီးတချို့သောဖြစ်ရပ်တွေဟာဘလောက်ပဲကြိုးစားပါစေပြောင်းလဲလို့မရနိုင်ဘူးဆိုတာကိုနားလည်သွားခဲ့ပါတယ်။သူမဟာထိတ်လန့်တုန်လှုပ်ပြီးငိုကြွေးခဲ့ရပါတယ်။နောက်တစ်နေ့ကျောင်းမှာတော့အင်ဆိုဟာဘောလုံးနဲ့အပြစ်ခံလိုက်ရပြီးအဲ့ဒီနေ့ဟာသူမတို့အိမ်မီးလောင်ခဲ့တဲ့နေ့ဖြစ်ကြောင်းနဲ့သူမအမေရဲ့လက်မှာမီးလောင်ဒဏ်ရာရခဲ့တဲ့နေ့ဖြစ်ကြောင်းသတိရသွားပါတယ်။ထဲဆန်းရဲ့အကူအညီနဲ့သူမဟာအိမ်ကိုအချိန်မီပြန်ရောက်ခဲ့ပြီးမီးငြိမ်းတက်နိုင်ခဲ့တာကြောင့်သူမအမေမှာကြုံတွေ့ရမယ့်အနေအကနေကာကွယ်ပေးနိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းစွန့်ကြဲရဲ့အဖေဟာတားဖြစ်သူရဲ့ဒဏ်ရာအကြောင်းကိုသိသွားခဲ့ပြီးဒါကိုဖုံးကွယ်ထားတဲ့အတွက်စူပူချိန်မောင်းခဲ့ပါတယ်။သူဟာစွန့်ကြဲအတွက်ခွဲစိတ်မှုကိုစီစဉ်ပေးခဲ့ပြီးခွဲစိတ်မှုဟာအောင်မြင်ခဲ့ပေမဲ့ဆရာဝန်တွေကစွန့်ကြဲဟာနောက်နောင်ရေကူးနိုင်တော့မှမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါကိုအင်ဆိုကအပြင်ကနေကြားသွားခဲ့ပြီးဆေးရုံခန်းထဲမှာပဲငိုကြွေးခဲ့ပါတယ်။စွန့်ကြဲကသူမငိုနေတာကိုလာကြည့်ခဲ့ပေမဲ့ကြားဖြတ်မနှောက်ယှက်ခဲ့ပါဘူး။သူဆေးရုံမှာဆေးကုသမှုခံယူနေစဉ်အတွင်းမှာတော့အင်ဆိုဟာသူ့စီကိုလာရောက်တွေ့ဆုံခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့သူ့အတွက်လက်ဆောင်တွေတော့မကြာခဏပို့ပေးလေးရှိပါတယ်။သူမဟာစန်ဂျေရဲ့အဖေကိုကျေးဇူးတင်စကားပြောဖို့အတွက်သူမအဖွားရဲ့ကျက်စွပြုတ်ကိုတောင်ခိုးယူပေးခဲ့ပါတယ်။အဖေဖြစ်သူကအင်ဆိုကိုအိမ်တွင်းဖြစ်ဝိုင်ပလင်းကြီးကြီးတစ်လုံးလက်ဆောင်ပေးခဲ့ပြီးသူမကဘာမှမသိပဲတပလင်းလုံးတောက်လိုက်မိတာကြောင့်သူမရဲ့အခန်းထဲမှာတင်မူးသွားခဲ့ပါတယ်။စန်ဂျေအပြင်ထွက်တာကိုမြင်တော့သူမကရေကူးကန်အထိနောက်ကနေလိုက်သွားခဲ့ပါတယ်။စန်ဂျေကသူမကိုတွေ့သွားပြီးမူးနေမှန်းသိလိုက်ရပါတယ်။သူမကသူ့ကိုတချင်းသားထောင်ဖို့အတင်းကျပ်ခိုင်းစေခဲ့ပြီးသူတို့နှစ်ယောက်ကြည်နူးစရာခိုက်တန့်လေးတွေကိုမျှဝေနေစင်မှာပဲစန်ဂျေကသူမကိုနမ်းဖို့ငုံလိုက်ပြီးမူးနေတဲ့သူမကိုသူ့ရဲ့ခံစားချက်တွေကိုဖွင့်ဝင်ခံခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အင်ဆိုဟာအမူးလွန်ပြီးနမ်းခဲ့တာနဲ့ဝင်ခံခဲ့တာတွေကိုမမှတ်မိတော့ပဲကြောင်းသွားခဲ့ပါတယ်။သူမဟာအရင်ညကအတန်သွင်းထားတာကိုနားထောင်နေရင်စန်ဂျေခံစားချက်တွေဖွင့်ပြောတဲ့အပိုင်းကိုမရောက်ခင်မှာပဲထဲဆောင်ရောက်လာပြီးစန်ဂျေရဲ့ရှေ့မှာတင်သူမကိုချိန်တွေးဖို့တောင်းဆိုခဲ့ပါတယ်။ရုတ်တရက်သူမရဲ့လက်ပတ်နာရီရက်သွားပြီးသူမဟာပစ္စုပန်ကာလကိုပြန်ရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစန်ဂျေတည်ဆုံသွားတဲ့သတင်းကိုကြားလိုက်ရပြီးဘာမှပြောင်းလဲသွားခြင်းမရှိသေးဘူးဆိုတာကိုသူမသိလိုက်ရပါတယ်။စန်ဂျေရဲ့ဇာပနာကိုတွားတဲ့အခါမှာတော့စုံထောက်တချို့ကစန်ဂျေမတည်ဆုံးခင်နောက်ဆုံးစကားပြောခဲ့တဲ့သူဟာအင်ဆိုဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။စန်ဂျေရဲ့စပွဲပေါ်မှာတွေ့ရှိခဲ့တဲ့သူတို့နှစ်ယောက်ချင်းတွေ့စဉ်ကရိုက်ထားတဲ့ဓာတ်ပုံကိုလည်းပြသခဲ့ပါတယ်။ဒါကြောင့်သူမအတိတ်ကိုတွားခဲ့တာဟာအနာဂတ်အပေါ်တက်ရောက်မှုရှိခဲ့တယ်ဆိုတာကိုအင်ဆိုကချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်။ဒါနဲ့သူမဟာအတိတ်ကိုပြန်သွားနိုင်ဖို့အတွက်ရေကန်စီကိုအမြန်သွားခဲ့ပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူး။အိမ်ရောက်တဲ့အခါမှာတော့စန်ဂျေရဲ့တငယ်ချင်းချော့စီကဖုန်းလာခဲ့ပြီးစန်ဂျေကသူမကိုအမြဲတမ်းတောင်းပန်ချင်နေခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမရဲ့နာရီကမီးလင်းလာပြီးအတိတ်ကိုပြန်သွားနိုင်တဲ့အချိန်ဟာတန်းခေါင်ရမှာပဲဖြစ်တယ်ဆိုတာကိုသိရှိသွားခဲ့ပါတယ်။သူမဟာနာရီကိုချက်ချင်းနှိပ်လိုက်ပြီးအတိတ်ကိုပြန်ရောက်သွားခဲ့တယ်။သူမပစ္စုပန်ကိုပြန်ရောက်နေတဲ့အချိန်တွင်အတိတ်မှာတော့10ရက်လောက်ကြာမြင့်သွားခဲ့ပြီးအဲ့ဒီအတော်တွင်မှာအတိတ်ကအင်မန်ဆိုဟာထဲဆောင်ရဲ့ရည်စားဖြစ်ဖို့သဘောတူခဲ့ရုံသာမကစန်ဂျေနဲ့လည်းအဆက်အသွယ်ဖြစ်ထားခဲ့ပါတယ်။အင်မန်ဆိုကစန်ဂျေနဲ့ပြန်ဆင်ပြေအောင်ကြိုးစားခဲ့ပေမဲ့သူမရဲ့ပြောင်းလဲသွားတဲ့အကျင့်စရိုက်တွေကြောင့်သူကထူးဆန်းနေခဲ့ပါတယ်။သူမကတရေပူးနေတာပါလို့စင်ကြေပေးခဲ့ပေမဲ့စန်ဂျေကမယုံကြည်ပဲထွက်သွားခဲ့ပါတယ်။သူမလဲကျသွားတဲ့အခါမှာထဲဆောင်ကကူညီဖို့ရောက်လာခဲ့ပြီးဒါကိုစန်ဂျေကစိတ်ပြက်လက်ပြက်နဲ့ကြည့်နေခဲ့ပါတယ်။ထဲဆောင်ကသူမမှာစိတ်ဝေဒနာခံစားနေရတယ်လို့ယူဆခဲ့ပေမဲ့သူမကိုချစ်နေမိကြောင်းဝန်ခံခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲအင်မန်ဆိုကပြောနေတွေ့ဆုံပြီးစန်ဂျေကိုအတန်စစ်ဆေးပွဲတွေနဲ့ဘယ်တော့မှမိတ်မဆက်ပေးဖို့တတိပေးခဲ့ပါတယ်။သူမစန်ဂျေကိုတွားတွေ့တဲ့အခါမှာចောင်းသားတချို့ရဲ့အနိုင်ကျင့်ခံနေရတာကိုတွေ့လိုက်ရပြီးကြားဝင်ကူညီဖို့တွားခဲ့ပေမဲ့ဆရာတယောက်ကမြင်သွားတာကြောင့်ထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ထဲဆောင်ကိုချစ်နေတဲ့ဂါလန်ဆိုတဲ့မိန်းကလေးရဲ့တားဆီးခြင်းကိုခံလိုက်ရပါတယ်။သူ့ကိုထိုင်းဆန်ကိုချစ်နေတဲ့နာမည်ကြီးမိန်းကလေးဂါလန်ကတားလိုက်ပါတယ်။သူတို့ရန်ဖြစ်ပြီးတယောက်နဲ့တယောက်စပင်တွေဆွဲကြပေမဲ့ထူးဆန်းတဲ့အမျိုးသားတယောက်ကသူတို့ကိုလူစုခွဲပေးခဲ့ပါတယ်။ထိုအမျိုးသားဟာစန်ဂျေကိုအိုင်တော်ဖြစ်အောင်လုပ်ပေးခဲ့တဲ့အေဂျင့်ဖြစ်ကြောင်းအန်စတယ်ကမှတ်မိသွားပါတယ်။သူမဟာထိုအမျိုးသားနောက်ကိုလိုက်သွားခဲ့ပေမဲ့သူကစန်ဂျေနဲ့အင်ဟော်တို့နှစ်ယောက်လုံးကိုစန်ဂျေအရွေးချယ်မခံရအောင်တားဖို့အတွက်လိပ်စာကပ်ပေးနေတာကိုတွေ့လိုက်ရပါတယ်။
သူမဟာသူ့အခန်းထဲကိုခိုးဝင်ပြီးလိပ်စာကပ်ကိုဆုပ်ဖြဲပစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူမအတန်ကြားလိုက်ရပြီးစန်ဂျီရဲ့ခုတင်အောက်မှာပုံနေရင်သတိလစ်သွားခဲ့ပါတယ်။စန်ဂျီကသူ့အခန်းထဲမှာသူမကိုတွေ့လိုက်ရလို့အံ့ဩသွားပြီးရှင်းပြခိုင်းပါတယ်။သူမကသူ့ကိုအပိစာအုပ်အချို့ပေးဖို့အတွက်ခိုးဝင်လာတာပါလို့ပြောပါတယ်။စန်ဂျီကသူမကိုစောင်းနဲ့ပတ်ပြီးအိမ်ပြင်ကိုခေါ်ထုတ်သွားပါတယ်။အပြင်ရောက်တော့သူကသူမနဲ့တငယ်ချင်းမဖြစ်နိုင်ကြောင်းပြောပါတယ်။နောက်တနေ့မှာထိုင်းဆန်နဲ့တွေ့ပြီးနောက်အင်ဆောဟာစန်ဂျီလူရွေးပွဲသွားတယ်ဆိုတာကိုသိလိုက်ရပါတယ်။သူမထိတ်လန့်သွားပြီးစန်ဂျီကိုလိုက်ရှာပါတယ်။ဒါပေမဲ့တကယ်တမ်းတော့စန်ဂျီကဆိုင်မှာသူ့အဖေကိုကူညီပေးနေတာပါ။အင်ဆောကသူ့ကိုလိုက်ရှာနေတယ်ဆိုတာကိုစန်ဂျီသိသွားတဲ့အခါမှာတော့သူကသူမကိုလိုက်ရှာပြီးအဖိုးကြီးတစ်ယောက်ကသူမနောက်ကိုတကောက်ကောက်လိုက်နေတာကိုတွေ့သွားပါတယ်။သူကသူမကိုကယ်ဖို့ကြားဖြတ်ဝင်လာပေမဲ့သူမကမှားယွင်းပြီးမြစ်ထဲကိုပြုတ်ကျသွားပါတယ်။ဒီလုပ်ငန်းစဉ်အတွင်းမှာသူမရဲ့ဖုန်းနဲ့ပတ်စံအိတ်ပျောက်ဆုံးသွားပြီးစန်ဂျီကသူမကိုကယ်ဖို့မြစ်ထဲကိုခုန်ချလိုက်ပါတယ်။အင်ဆောဟာသူမကိုမတမဆွမ်းဖြစ်စေခဲ့တဲ့မတော်တဆမှုမှာသူမကိုကယ်တင်ခဲ့သူဟာစန်ဂျီဖြစ်ကြောင်းမှတ်မိသွားပါတယ်။စန်ဂျီဟာအိုင်ဒေါဖြစ်တုန်းကရေဒီယိုအတန်လွှင့်ဌာနကနေသူမရဲ့ဖုန်းနံပါတ်ကိုရည်ရွယ်ချက်ရှိရှိနှိပ်ခဲ့တာဖြစ်ကြောင်းလည်းသိလိုက်ရပါတယ်။သူမရဲ့ပျောက်ဆုံးသွားတဲ့ပစ္စည်းအတွက်ရဲစခန်းကိုတွားခဲ့ပေမဲ့သူမရဲ့ပတ်စံအိတ်ကိုပဲပြန်တွေ့ခဲ့ပါတယ်။သူမအိမ်ပြန်မှာလူအုပ်ကြီးကိုတွေ့လို့ဘာဖြစ်တာလဲဆိုတာတွားကြည့်ပါတယ်ထိုနေရာတစ်ဝိုက်မှာအလောင်းတစ်လောင်းတွေ့ရှိခဲ့တာပါလူအုပ်ကြီးနဲ့အတူရက်နေတော့မှသူမရဲ့မညံကိုပြန်လဲနှိုးဆွပေးတဲ့ခေါင်းလောင်းတန်ကိုကြားလိုက်ရပါတယ်အဲ့ဒါဟာအင်ဆောင်မှာသူမကိုမတန်မဆွမ်းဖြစ်စေခဲ့တဲ့မတော်တဆမှုဖြစ်ပွားခဲ့တဲ့နေ့ကကြားခဲ့ရတဲ့အတန်နဲ့ထပ်တူပါပဲအင်ဆောင်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေအပြီးမှာစန်ဂျီနဲ့သူမဟာတငယ်ချင်းတွေအဖြစ်ပြန်လဲပေါင်းထုတ်သွားကြပါတယ်သူမဟာအချိန်တောင်းတစ်ခုကိုဝယ်ပြီးစန်ဂျီနဲ့အတူမြုပ်နှံခဲ့ပါတယ်2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာထိုတောင်းကိုအတူတူပြန်တူးဖို့အတွက်သူမကသူ့ကိုဂရီတောင်းခဲ့ပါတယ်ကျောင်းသွားနေတော့မှသူကိုယ်တိုင်လည်းနက်ကတိုင်ပတ်ဖို့မေ့သွားခဲ့ပါတယ်ဒါပေမဲ့စန်ဂျီကသူ့ရဲ့နက်ကတိုင်ကိုသူမကိုပေးလိုက်ပြီးအဲ့ဒီအတွက်အပြစ်ပေးခံခဲ့ရပါတယ်တနေ့မှာရုပ်ရှင်ကြည့်ပြီးအပြန်မှာစန်ဂျီကတက္ကသိုလ်မှာကာယပညာဘာသာရပ်ကိုရှောက်ထားဖို့အစီအစဉ်ရှိကြောင်းကြေညာခဲ့ပါတယ်သူကိုယ်တိုင်လည်းသူ့ရဲ့ဆုံးဖြတ်ချက်ကိုအားပေးပြီးသူမကိုစာသင်ရမှာကူညီပေးဖို့ကတိပေးခဲ့ပါတယ်တစ်ဖက်မှာလည်းအင်ဟော့ဟာသူ့ရဲ့ဝိုင်းတော်သားတွေနဲ့ပြဿနာတက်နေပါတယ်အဓိကအဆိုတော်ကလေ့ကျင့်ရေးတွေကိုခဏခဏပြက်ကွက်နေတာကြောင့်အင်ဟော့ကစန်ဂျီကိုအစားထိုးအဆိုတော်အဖြစ်ခေါ်ယူခဲ့ပါတယ်အင်ဆော့ဟာစန်ဂျီတချင်းဆိုနေတာကိုတွေ့ပြီးအံ့ဩသွားကအနာဂတ်ကိုမပြောင်းလဲနိုင်တော့တဲ့အတွက်ထိတ်လန့်သွားပါတယ်ဒါကြောင့်စန်ဂျီကဖျော်ဖြေပွဲကရတဲ့ပတ်စံနဲ့သူမကိုဖုန်းတစ်လုံးပေးတဲ့အခါမှာသူမကသူ့ကိုဒေါသတကြီးနဲ့အော်ဟစ်ခဲ့ပါတယ်စန်ဂျီကသူမရဲ့တုံ့ပြန်မှုကိုနားမလည်နိုင်ပဲသူမကိုဒေါသတာကြီးနဲ့ထားခဲ့ပါတယ်နောက်တစ်နေ့မှာသူကိုယ်တိုင်ထပ်မံရင်ဆိုင်ခဲ့ရပါတယ်နောက်တစ်နေ့မှာတော့ကာခန်းဟာအင်ဆောကိုထပ်မံရင်ဆိုင်ခဲ့ပြီးထဲဆောင်းဟာတခြားမိန်းကလေးတွေနဲ့ပတ်သက်မှုမရှိအောင်သူမကိုအသုံးချနေတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်အင်ဆောဟာထဲဆောင်းနဲ့တွေ့ဆုံပြီးသူနဲ့လုံးဝလမ်းခွဲလိုက်ပါတယ်သူမအဝေးကိုရှောက်သွားရင်နှစ်ချက်တက်ကသူမမူးနေတဲ့ညကအတန်သွင်းထားတာကိုဖွင့်နှားထောင်လိုက်ပါတယ်စန်ဂျီကသူ့ရဲ့ခံစားချက်တွေကိုဝန်ခံထားတဲ့အပိုင်းရောက်တဲ့အခါမှာတော့စန်ဂျီကရုတ်တရက်ပေါ်လာပြီးထဲဆောင်းနဲ့လမ်းခွဲဖို့သူမကိုပြောပါတယ်တစ်ချိန်တည်းမှာပဲအတန်သွင်းထားတဲ့ဝန်ခံစကားတွေကိုလည်းကြားလိုက်ရတဲ့အတွက်အင်ဆောဟာစန်ဂျီရဲ့ခံစားချက်တွေကိုသိရှိသွားပြီးအံ့အားသင့်ကထွက်ပြေးသွားခဲ့တာကြောင့်စန်ဂျီဟာဇဝေဇဝါဖြစ်ကျင်ရခဲ့ပါတယ်ဒီအတော်အတွင်းမှာပဲထူးဆန်းတဲ့အမျိုးသားတစ်ယောက်ဟာအင်ဆောရဲ့ပျောက်ဆုံးသွားတဲ့ဖုန်းကိုကောက်ရခဲ့ပြီးသူမရဲ့အဖွားကိုအိမ်လိပ်စာပြောပြဖို့လှည့်ဖျားခဲ့ပါတယ်အင်ဆောရဲ့အမေကတော့ခရီးသွားမယ်လို့အကြောင်းပြပြီးအိမ်ကိုအင်ဆောကိုစောက်ရှောက်ခိုင်းခဲ့ပါတယ်အမေဖြစ်သူမရှိတဲ့အချိန်မှာအင်ဆောဟာစန်ဂျီနဲ့အတူအားကစားကွင်းမှာဘေ့စ်ဘောပွဲသွားကြည့်ခဲ့ပါတယ်သူတို့အကြိုက်ဆုံးအသင်းအနိုင်ရရှိမှုကိုအတူဆင်နွှဲနေချိန်မှာစန်ဂျီကသူမကိုအပြင်သို့ခေါ်ထုတ်ကာသူ့ရဲ့ခံစားချက်တွေကိုဝန်ခံလိုက်ပြီးသူမရဲ့အဖြေကိုစောင့်ဆိုင်းနေခဲ့ပါတယ်ဒါပေမဲ့ထဲဆောင်းမတော်တဆမှုဖြစ်ပြီးဆေးရုံတင်လိုက်ရကြောင်းဖုန်းဝင်လာတာကြောင့်ကြားဖြတ်နှောက်ယှက်ခြင်းခံလိုက်ရပါတယ်ဆေးရုံမှာတော့သူမရဲ့အမေဟာခီးသွားတာမဟုတ်ပဲခွဲစိတ်မှုခံယူဖို့ပြင်ဆင်နေတာကိုအင်ဆောတယောက်သိရှိသွားခဲ့ပါတယ်။သူမရဲ့အမေဟာမိသားစုကိုအမှန်တိုင်းမပြောဘဲဖုံးကွယ်ထားခဲ့တာပါ။အင်ဆောဟာစန်ဂျီကိုသူ့ရဲ့ခံစားချက်တွေကိုပြန်မတုံ့ပြန်နိုင်ကြောင်းဝန်ခံလိုက်ပါတယ်။စက်တင်ဘာလ1ရက်နေ့မှာတော့သူမမတော်တဆမှုဖြစ်ခဲ့တဲ့နေ့ဖြစ်တာကြောင့်အင်ဆောဟာအပြစ်မထွက်ဘဲအိမ်ထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။အပြင်ထွက်ဖို့တောင်းဆိုချက်အားလုံးကိုသူမညှင်းပယ်ခဲ့ပေမဲ့စန်ဂျီကကစားကွင်းမှာတွေ့ဖို့ဖုန်းဆက်ခေါ်တဲ့အခါမှာတော့သူမဟာစန်ဂျီနဲ့တွေ့ဖို့အမြန်ထွက်လာခဲ့ပါတယ်။လမ်းမှာတက္ကစီတစ်စီးကသူမကိုပိတ်ဆို့ထားပြီးတက္ကစီမောင်းသူဟာသူမကိုပြန်ပေးဆွဲကဒုက္ခိတဖြစ်အောင်လုပ်ခဲ့သူဖြစ်မှန်းအင်ဆောချက်ချင်းသိရှိသွားပါတယ်။အတိတ်ကာလတုန်းကသူမဟာဘတ်စကားပေါ်မှာအိပ်ပျော်သွားပြီးမှတ်တိုင်ကျော်သွားခဲ့ပါတယ်။စန်ဂျီဟာသူမနဲ့ဘတ်စကားတစ်စီးထဲမှာရှိနေခဲ့ပြီးသူမကိုစောင့်ရှောက်ဖို့အတွက်တမင်တကာကြံရစ်ခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးမှတ်တိုင်ကိုရောက်တဲ့အခါစန်ဂျီကသူမကိုနှုတ်ဖို့ပြင်ပေမဲ့ခဏတာအာရုံလွတ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအင်ဆောနိုးလာပြီးစန်ဂျီသူမနောက်ကိုမလိုက်နိုင်ခင်မှာပဲဘတ်စကားပေါ်ကနေပြေးဆင်းသွားခဲ့ပါတယ်ဘတ်စကားတကားပိတ်သွားခဲ့ပြီးအင်ဆောဟာတက္ကစီတစ်စီးကိုငှားခဲ့ပေမဲ့နောက်ခန်းမှာထူးဆန်းတဲ့ကိရိယာတွေကိုတွေ့ရှိခဲ့တာကြောင့်တက္ကစီမောင်းသူကိုတန်တရားဝင်ခဲ့ပါတယ်သူမဟာတက္ကစီစီးဖို့ညှင်းဆိုပြီးတခြားတစ်စီးကိုစောင့်နေခဲ့ပေမဲ့တက္ကစီမောင်းသူကသူမကိုပြန်ပေးဆွဲကသူ့ရဲ့ပုံအောင်ရနေရာကိုခေါ်သွားခဲ့ပါတယ်တက္ကစီမောင်းသူဟာသူ့ရဲ့ကိရိယာတွေကိုယူဖို့ထွက်သွားချိန်မှာအင်ဆောဟာထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အဲ့ဒီထူးဆန်းတဲ့တက္ကစီမောင်းသူရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။သူမကိုလိုက်ရှာနေတဲ့စန်ဂျီဟာကားတစ်စီးကသူမကိုလိုက်နေတာကိုတွေ့ရှိပြီးသူမကိုကယ်တင်ဖို့ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတဲ့တက္ကစီမောင်းသူကအရှိန်မြင့်မောင်းနှင်ပြီးသူမကိုတိုက်လိုက်တာကြောင့်အင်ဆောဟာဒုက္ခိတဖြစ်သွားခဲ့ပါတယ်။လက်ရှိကာလမှာလည်းအဲ့ဒီတက္ကစီမောင်းသူကပဲသူမကိုထပ်မံပြန်ပေးဆွဲပြီးလမ်းဘေးမှာသူမရဲ့ထီကိုပစ်ထားခဲ့ပါတယ်။စန်ဂျီဟာလမ်းမှာထီကိုတွေ့တဲ့အခါတန်တရားဝင်သွားပြီးရဲစခန်းကိုတွားရောက်တိုင်ကြားခဲ့ပါတယ်သူကရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပေမဲ့ရဲတွေကသူ့ကိုအတိမယူခဲ့ကြပါဘူး။ဒါကြောင့်သူကိုယ်တိုင်ပဲအင်ဆောကိုလိုက်ရှာဖို့ထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအင်ဆောကကားနောက်ခန်းထဲမှာတတိယလာပြီးသူ့ကိုယ်သူကြိုးတုပ်ခံထားရတာကိုသိသွားပါတယ်။ထူးဆန်းတဲ့ကားမောင်းသမားကတော့သူ့ရဲ့ပုံအောင်ရနေရာထဲကိုဝင်သွားခဲ့ပါတယ်။အင်ဆောကသူ့ကိုယ်သူလွတ်အောင်ကြိုးစားခဲ့ပြီးမထွက်ပြေးခင်မှာကားမောင်းသမားကကားနဲ့နောက်ကနေလိုက်မလာနိုင်အောင်ကားတော်တွေကိုယူသွားခဲ့ပါတယ်။မကြခင်မှာပဲကားမောင်းသမားကသူမမရှိတော့တာကိုသိသွားပြီးတခြားကားတစ်စီးနဲ့နောက်ကနေလိုက်ပါတော့တဲ့အင်ဆောကလမ်းမကြီးတွေကိုရှောင်ပြီးတောလမ်းတွေထဲကနေထွက်ပြေးခဲ့ပေမဲ့ကားမောင်းသမားကသူမနောက်ကိုလိုက်မိသွားပြီးတိုက်တက်ဖို့အတွက်အရှိန်ပြင်းပြင်းနဲ့မောင်းလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတခြားကားတစ်စီးကကြားဖြတ်ဝင်လာပြီးအင်ဆောကိုမတော်တဆမှုကနေကယ်တင်နိုင်ခဲ့ပါတယ်။စန်ဂျီကသူမကိုကြည့်ဖို့ပြေးလာခဲ့ပေမဲ့သူမလက်ကနာယီကရက်သွားပြီးသူမဟာအနာဂတ်ကိုပြန်ရောက်သွားခဲ့ပါတယ်။
သူမဟာ2023ခုနှစ်လက်ရှိအချိန်ကိုပြန်ရောက်လာပြီးသူမရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ခဲ့ကအခုဆိုရင်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာအပိုတရုပ်ဆောင်တစ်ယောက်အနေနဲ့အလုပ်လုပ်နေရတာကိုပျော်ရွှင်နေပါတယ်သူမဟာစံကြီးရဲ့အိမ်ကိုသွားပြီးအဝေးကနေအဆောက်အဦကိုကြည့်ပြီးအားကျနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဖြူရောင်ဂျာကင်ဝတ်ထားတဲ့ချောင်းမြောင်းကြည့်ရှုသူတစ်ယောက်ကစံကြီးရဲ့အိမ်ထဲကိုခိုးဝင်ဖို့ကြိုးစားခဲ့ပေမဲ့လုံခြုံရေးတွေကမြန်မြန်ဆန်ဆန်ပဲတွေ့သွားခဲ့ပါတယ်လုံခြုံရေးတွေကအဲ့ဒီလူနောက်ကိုလိုက်ဖမ်းရင်းအဖြူရောင်ဂျာကင်ဝတ်ထားတဲ့အင်စောကိုချောင်းမြောင်းကြည့်ရှုသူလို့မှားယွင်းယူဆပြီးဖမ်းဆီးသွားခဲ့ပါတယ်။သူမကိုရဲစခန်းကိုခေါ်သွားခဲ့ပေမဲ့စံကြီးကသတင်းထောက်တွေတီးသွားမှာဆိုလို့သူမကိုတရားမစွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။အင်စောအိမ်ပြန်ရောက်တဲ့အခါသူမဟာအီကလစ်ရဲ့ပြည်သက်တယောက်မဟုတ်တော့တာကိုသိလိုက်ရပါတယ်။သူမကနာယီကိုပြန်ရှာပေမဲ့သူမအနာဂတ်ကိုပြောင်းလဲခဲ့တာကြောင့်နာယီကိုရှာမတွေ့ခဲ့ပါဘူး။လက်ရှိအင်စောမှာတော့ပြည်သက်ဖြစ်ခွင့်မရတော့ပါဘူး။စံကြီးရဲ့မန်နေဂျာကအင်အန်စောဟာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီမှာအလုပ်လုပ်တာကိုသိသွားတဲ့အခါစံကြီးကိုသူတို့ရဲ့ရုပ်ရှင်မှာတရုပ်ဆောင်ဖို့ကန့်လန့်ချက်ကိုညှင်းပယ်ခဲ့ပါတယ်။ရုပ်ရှင်ကုမ္ပဏီဥက္ကဋ္ဌကဒါကိုသိသွားပြီးအင်စောကိုစံကြီးနဲ့ပြန်ဆင်ပြေအောင်လုပ်ဖို့နဲ့ရုပ်ရှင်မှာတရုပ်ဆောင်ဖို့နားချပေးဖို့တောင်းပန်ခဲ့ပါတယ်။အင်စောကစံကြီးနဲ့တွေ့ဖို့ရက်ချင်းယူခဲ့ပေမဲ့မတွေ့ခင်မိနစ်ပိုင်းလိုမှာပဲကလေးမွေးခါနီးဖြစ်နေတဲ့သူမရဲ့တငယ်ချင်းစီကဖုန်းလာခဲ့ပါတယ်။သူမကအမြန်ထွက်လာရင်စံကြီးနဲ့တိုက်မိပြီးသူ့ကိုရေကန်နဲ့တွန်းချမိတယ်လို့ဖြစ်သွားခဲ့ပါတယ်။သူမတငယ်ချင်းအတွက်အရေးကြီးနေတာကြောင့်သူမဘသူနဲ့တိုက်မိသွားလဲဆိုတာကိုတော့ပြန်လှည့်မကြည့်နိုင်ပဲမန်နေဂျာစီမှာလိပ်စာကတ်တစ်ခုထားခဲ့ပြီးဆေးရုံကိုအမြန်ပြေးသွားခဲ့ပါတယ်။ဆေးရုံရောက်တဲ့အခါသူမရဲ့တငယ်ချင်းကသူမရဲ့အကိုနဲ့လက်ထပ်ထားပြီးဒုတိယမြောက်ကလေးရတော့မဲ့အပေါ်အံ့ဩသွားခဲ့ပါတယ်။တစ်ဖက်မှာတော့စံကြီးကသူ့ရဲ့အဝတ်စားတွေရေဆိုကုန်တဲ့အတွက်ရော်ကြီးတောင်းမှုဒေါသထွက်နေပြီးအင်စောစီကိုပတ်စံပေးဖို့မက်ဆေ့ချပို့ခဲ့ပါတယ်။အင်စောကအဝတ်စားစင်းလုံးကိုကြည့်ပြီးလန့်သွားခဲ့ကအဝတ်စားတပ်ပုံတွေကိုပြဖို့တောင်းဆိုခဲ့ပါတယ်။စံကြီးကအဲ့ဒီကိစ္စကိုလက်လျှော့ဖို့ဆုံးဖြတ်ခဲ့ပေမဲ့သတင်းတွေထဲမှာသူ့ရဲ့တပ်ပုံပေါက်ကြားသွားတာကြောင့်သူမကိုတရားစွဲပြီးတားမြစ်မိတ်ထုတ်ပြန်ခဲ့ပါတယ်။အင်စောကတရားစွဲခံရတဲ့အပေါ်မကျေနပ်ပဲစံကြီးကိုရှင်းပြဖို့ဆုံးဖြတ်ခဲ့ပြီးသူ့ရဲ့ဖျော်ဖြေပွဲအကြောင်းကိုသိရှိသွားတဲ့အခါသူ့ကိုတွေ့ဖို့ရည်ရွယ်ချက်နဲ့ဖျော်ဖြေပွဲကျင်းပရာနေရာကိုသွားခဲ့ပါတယ်။ဒါပေမဲ့သူမမှာလက်မှတ်မရှိတဲ့အတွက်ဝန်ထမ်းတွေကသူမကိုပွဲထဲပေးမဝင်ခဲ့ပါဘူး။စံကြီးနဲ့စကားပြောဖို့စိတ်ပိုင်းဖြတ်ထားတဲ့အင်စောဟာစံကြီးရဲ့မန်နေဂျာကိုသူမရဲ့လိပ်စာကတ်နဲ့အတူပန်းစည်းလေးကိုပေးဖို့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့မန်နေဂျာပန်းစည်းမပေးခင်မှာပဲစံကြီးကစင်ပေါ်ကိုတက်သွားခဲ့ပါတယ်။အင်စောဟာအပြင်ဘက်ကနေပဲဖျော်ဖြေပွဲကိုကြည့်ရှုခဲ့ပြီးအပြန်မှာတော့လူစိမ်းတစ်ယောက်နဲ့တိုက်မိပြီးသူမရဲ့ဖုန်းပြုတ်ကြကကွဲသွားခဲ့ပါတယ်။ဒီအခြေအနေဟာစံကြီးတည်ဆုံခဲ့တဲ့ညနဲ့ဆင်တူနေတာကြောင့်ကံကြမ္မာတွေထပ်မံဖြစ်ပွားမှာကိုကြောက်ရွံ့ပြီးအင်အန်စောဟာတရားစီကိုပြေးသွားခဲ့ပါတယ်။သူမဟာဖျော်ဖြေပွဲပြီးမှစံကြီးနဲ့တွေ့ဆုံမှုခရီးပေးခဲ့တဲ့အတိုင်းတရားပေါ်မှာစောင့်နေခဲ့ပါတယ်။စံကြီးဟာပန်းစီနဲ့လိပ်စာကတ်ကိုတွေ့သွားတဲ့အခါသူ့ရဲ့ခရီးအတိုင်းအတိတ်ကအမတ်တရပစ္စည်းတွေမြုပ်ထားတဲ့ဘူးကိုသွားတူးခဲ့ပါတယ်။အင်စောကိုမတွေ့ရတဲ့အခါသူကိုယ်တိုင်ပဲတူးဖော်ခဲ့ပြီးအထဲမှာနာရီတစ်လုံးနဲ့အတူသူအသက်ရှင်နေတဲ့အတွက်ကျေးဇူးတင်ကြောင်းရေးထားတဲ့စာတစ်စောင်ကိုတွေ့ရှိခဲ့ပါတယ်။ဒါဟာသူတို့ပြန်လည်ဆုံတွေ့မဲ့နေ့ကိုစိတ်ကူးယဉ်စေခဲ့ပြီးလိပ်စာကတ်ကိုတွေ့တဲ့အခါအင်စောနဲ့တွေ့ဖို့တရားကိုချက်ချင်းထွက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတရားပေါ်မှာပြန်လည်ဆုံတွေ့ခဲ့ကြပြီးအတိတ်ကအကြောင်းအရာတွေကိုပြောပြရင်းပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာစံကြီးရဲ့မန်နေဂျာရောက်လာပြီးသူ့ကိုပွဲပြီးပါတီကိုဖိတ်ကြားခဲ့ပါတယ်။ဒါကိုအင်စောကမြင်တဲ့အခါကံကြမ္မာတွေထပ်ဖြစ်မှာကိုစိုးရိမ်ပြီးစံကြီးကိုမတော်ဘူးတာစီကအဲ့ဒီညကိုသူနဲ့အတူကုံဆုံးခြင်းကြောင့်ပြောလိုက်ပါတယ်။စံကြီးဟာသူမရဲ့တောင်းဆိုမှုကြောင့်အံ့အားသင့်သွားပြီးစကားတွေထစ်ကုန်ကသူ့ရဲ့မန်နေဂျာကိုတောင်းအံ့ဩသွားစေခဲ့ပါတယ်။စံကြီးကသူ့မန်နေဂျာကိုအကြောင်းပြချက်တစ်ခုခုပေးပြီးပါတီကိုမလာတော့ကြောင်းပြောခိုင်းလိုက်ကအင်စောနဲ့အတူကားမောင်းပြီးထွက်ခွာသွားခဲ့ပါတယ်။ကားပေါ်မှာအင်စောကသူ့ရဲ့ကျန်းမာရေးအခြေအနေကိုမေးမြန်းခဲ့ပြီးစံကြီးကသူ့နေကောင်းကြောင်းပြန်ဖြေခဲ့ပါတယ်။အင်စောဟာအနာဂတ်မှာဖြစ်ပျက်နေတာတွေကိုကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။သူတို့ဟိုတယ်တစ်ခုကိုမောင်းသွားတဲ့အခါအင်စောဟာထိတ်လန့်သွားခဲ့ပါတယ်။သူမဟာစံကြီးကိုသူမရဲ့ရွေချက်အပေါ်အထင်လွဲမှာကိုမလိုလားခဲ့ပါဘူး။ဒါပေမဲ့စံကြီးကသူမကိုဘာတစ်ခုကိုခေါ်သွားတဲ့အခါမှာစိတ်သက်သာရသွားပြီးသူတို့နှစ်ယောက်ဟာတောက်ရင်စကားပြောခဲ့ကြပါတယ်။စံကြီးကအတိတ်ကပစ္စည်းတွေအကြောင်းစကားဆခဲ့ပေမဲ့အင်စောကတော့သူမသွားရှာခဲ့တာမဟုတ်ဘူးလို့ညှင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖုန်းလာတာကြောင့်သူတို့ရဲ့စကားဝိုင်းပြတ်တောက်သွားခဲ့ပြီးစံကြီးကိုသတင်းထောက်တွေသတိထားဖို့နဲ့သူမိန်းကလေးတစ်ယောက်ကိုဟိုတယ်ခေါ်သွားတယ်ဆိုတဲ့ကောလာဟာလာတွေထွက်နေကြောင်းပြောပြခဲ့ပါတယ်။အင်စောဟာသတင်းထောက်တွေမမြင်အောင်သူမကိုသူမဖုန်းကွယ်ခဲ့ပြီးစံကြီးကိုလည်းတပ်ပုံရိုက်မခံရအောင်ထိနဲ့ကာကွယ်ပေးခဲ့ပါတယ်။အင်စောကသူမအိမ်သာသွားခြင်းကြောင့်ပြောတဲ့အခါစံကြီးကသူ့အိမ်ကိုလိုက်ပို့ပေးခဲ့ပါတယ်။စံကြီးရဲ့အိမ်မှာအရှက်ရစရာကောင်းတဲ့ရုပ်တုတစ်ခုရှိနေတာကိုသူသတိရသွားပြီးအင်စောအိမ်သာသွားနေတော့အမြန်သွားဖုန်းခဲ့ပါတယ်ရုပ်တုကိုဖုန်းပြီးနောက်သူမကိုသွားကြည့်တဲ့အခါအင်စောကသူမအမေနဲ့ဖုန်းပြောနေပြီးသူ့အိမ်မှာညအိမ်မဲ့အကြောင်းပြောနေတာကိုကြားလိုက်ရတဲ့အတွက်စံကြီးဟာအလွန်ဝမ်းသာသွားခဲ့ပါတယ်သူဟာသူမအတွက်ညစာပြင်ဆင်ပေးခဲ့ပြီးသူမဘာကြောင့်သူ့ကိုလာတွေ့တာလဲလို့မေးတဲ့အခါအင်စောကသူဟာစိတ်သက်ကြပြီးကိုအဆုံးစီရင်သွားတဲ့အိမ်မက်တစ်ခုမကြာခဏမက်လေးရှိကြောင်းဖွင့်ဟပြောပြခဲ့ပါတယ်စံကြီးကတော့သူဘယ်တော့မှအဲ့ဒီလိုလုပ်မှာမဟုတ်ဘူးလို့ပြန်လည်နှစ်သိမ့်ပေးခဲ့ပါတယ်အဲ့ဒီနောက်စောကပကံဆေးဖို့ထွက်လိုက်တဲ့အချိန်မှာသူမအကြည့်ပေါ်ကိုဟင်းရည်တွေဖိတ်ဆင်သွားခဲ့တာကြောင့်စံကြီးကအဝတ်စားလဲဖို့သူ့ခန်းထဲကိုခေါ်သွားပေးပါတယ်စံကြီးဟာသူ့အခန်းထဲမှာရှိတဲ့တိုင်ကတ်ဆူးနဲ့ရုပ်တုလေးကိုရုတ်တရက်တတိယသွားပြီးစောင့်မမြင်အောင်ဖုံးကွယ်ဖို့စူးစမ်းပေမဲ့စောကမြင်သွားပြီးအနီးကပ်သွားကြည့်တဲ့အခါမှာတော့နှစ်ယောက်သားကတင်ပေါ်ကိုပြုတ်ကျပြီးရိုမတ်တဆန်နဲ့အခိုက်အတန့်လေးဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိမ်ထဲကိုဟော့ကာမူပြီးရောက်လာခဲ့ပါတယ်။စံကြီးကစောကိုဗီဒီယိုထဲမှာဖုံးကွယ်ထားလိုက်ပေမဲ့ဟော့ကာစံကြီးဟာစောက်ပေါ်မှာနှစ်ပေါင်းများစွာကြာတဲ့အထိတန်ရောစင်ရှိနေစေဖြစ်ကြောင်းမူပြီးပြောဆိုနေခဲ့ပါတယ်အရင်ကထူးဆန်းတဲ့ကားဆရာနဲ့ကြုံခဲ့ရတဲ့ဖြစ်ရကြောင့်စောဟာစံကြီးနဲ့ဝေးဝေးမှနေခဲ့ရတာဖြစ်ပါတယ်။စံကြီးကဟော့ကိုအိမ်ပြန်လွတ်လိုက်ပြီးနောက်အခန်းထဲကိုပြန်ဝင်လာတဲ့အခါမှာတော့စောကတိုင်ကတ်စုကိုကင်ထားတာတွေ့လိုက်ရပါတယ်။စံကြီးကသူမအပေါ်မှာအကြာကြီးထားရှိခဲ့တဲ့သူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောပြခဲ့တယ်လို့စောကလည်းမပြန်ခင်မှာပဲသူမရဲ့ခံစားချက်တွေကိုပြန်လည်ပြောပြခဲ့ပါတယ်။စံကြီးဟာစောရဲ့ဝန်ခံချက်ကိုနားလည်သွားပြီးနောက်သူမနောက်ကိုလိုက်သွားခဲ့ပြီးသူမရဲ့အခန်းထဲမှာအနမ်းတစ်ခုကိုအတူတူမျှဝေခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်တန်တရားမဝင်စေဖို့အတွက်စောရဲ့အကိုလိုမျိုးဟန်ဆောင်ပြီးအတူတူချုံမြင်တဲ့အချိန်လေးတွေကိုဖျက်ဆီးခဲ့ကြပါတယ်။ဒါပေမဲ့စံကြီးကားမောင်းထွက်သွားတဲ့အချိန်မှာတော့လွန်ခဲ့တဲ့နှစ်တွေကထူးဆန်းတဲ့ကားဆရာဟာစံကြီးကိုနောက်ယောင်ခံလိုက်နေတာကိုသတိမထားမိခဲ့ပါဘူး။
နောက်တစ်နေ့မှာတော့စောင်းနဲ့စံကြီးတို့တွေ့ဖို့ချိန်ထားကြပေမဲ့စောကသူမရဲ့ကားကိုစံကြီးအိမ်မှာမေးခဲ့တာကိုတတိယသွားပါတယ်သူမကားပါကင်ကိုသွားတဲ့အခါမှာတန်တရားဖြစ်ပွဲအမျိုးသားတအုပ်ကိုတွေ့လိုက်ရပေမဲ့တကယ်တော့သူကလုံခြုံရေးဝန်ထမ်းတအုပ်သာဖြစ်နေပါတယ်အဲ့ဒီနောက်စောဟာစံကြီးကိုနောက်ယောင်ခံလိုက်နေသူတအုပ်ကိုတွေ့ပြီးလိုက်ဖမ်းရကနေအဲ့ဒီသူဟာအသက်14နှစ်အရွယ်အင်ဂျင်မဲ့မိန်းကလေးတအုပ်ဖြစ်နေတာကိုတွေ့ရှိခဲ့ပါတယ်စံကြီးကိုချစ်တဲ့စိတ်နဲ့နောက်ယောင်ခံလိုက်နေခဲ့တဲ့အဲ့ဒီမိန်းကလေးစီကနေစံကြီးဟာသူ့အိမ်မှာတင်လူတယောက်ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးဒဏ်ရာပြင်းထန်ရရှိသွားကြောင်းစောကသိလိုက်ရပါတယ်တိုက်ခိုက်သူဟာတင်အောင်စုဖြစ်နေပြီးသူကဟိုတယ်ထဲကိုခိုးဝင်ကစံကြီးကိုဓာတ်နဲ့ထိုးခဲ့တာဖြစ်ပါတယ်စောဟာဆေးရုံကိုအမြန်ပြေးသွားခဲ့ပြီးစံကြီးရဲ့အဖေမူနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့သူမဟာအရန်ကိုဝမ်းနည်းပူဆွေးသွားခဲ့ပါတယ်စောဟာဒီဖြစ်ရဆိုကြီးကိုတားဆီးနိုင်ဖို့အတွက်အချိန်နောက်ပြန်ဆုတ်ဖို့နီလန်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ online လေလံပွဲတွေမှာလည်းအဲ့ဒီနာယီကိုလိုက်ရှာပေမဲ့ရှာမတွေ့ခဲ့ပါဘူး။ဒါကြောင့်သူဟာစံကြီးရဲ့အိမ်ကိုအမြန်သွားပြီးနာယီကိုလိုက်ရှာပေမဲ့ဘာမှမတွေ့ခဲ့ပါဘူး။အဲ့ဒီမှာသူဟာဟော့နဲ့တွေ့ဆုံပြီးနာယီအကြောင်းမေးမြန်းတဲ့အခါစံကြီးဟာအဲ့ဒီနာယီကိုတနေရာရာမှာမှားထားခဲ့မိတယ်လို့သိလိုက်ရပါတယ်။အင်စောဟာသူ့အိမ်ကိုပြန်လာတဲ့အခါမှာ2009ခုနှစ်တုန်းကကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုကြောင့်ရောင်စုဖမ်းခံခဲ့ရတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်သူဟာသူ့အမေကိုအသေးစိတ်ထပ်မေးကြည့်တဲ့အခါမှာစံကြီးဟာသူ့ကိုပြန်ပေးဆွဲခံရမယ့်ဘေးကနေကယ်တင်ခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်။အင်လန်စောဟာပြန်ပေးဆွဲမှုနဲ့ပတ်သက်ပြီးတာဝန်ယူထားတဲ့စုံထောက်နဲ့တွေ့ဆုံကအသေးစိတ်အကြောင်းအရာတွေကိုမေးမြန်းခဲ့ပါတယ်။စုံထောက်ပေးတဲ့တပ်တွေထွက်ဆိုချက်အစီရင်ခံစာအရစွန်ကြီးဟာသူ့ပစ္စည်းတွေဖြစ်တဲ့စာအုပ်တွေကိုကျမ်းပြင်ပေါ်မှာတွေ့ရှိခဲ့ပြီးနောက်အော်တန်တွေကိုကြားခဲ့ရတာကြောင့်အဲ့ဒီနေရာကိုအပြေးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီမှာရောင်စုရဲ့လိုက်ဖမ်းခြင်းကိုခံနေရတဲ့အင်စောကိုတွေ့ရှိခဲ့ပြီးစွန်ကြီးဟာရောင်စုနောက်ကိုလိုက်ဖမ်းရင်းနှစ်ယောက်သားတိုက်ခိုက်ခဲ့ကြပါတယ်။စွန်ကြီးဟာအဲ့ဒီတိုက်ပွဲမှာအကြီးအကျယ်ဒဏ်ရာရခဲ့ပေမဲ့ရဲတွေရောက်မလာခင်ထိရောင်စုကိုအချိန်ဆွဲထားနိုင်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့ရောင်စုဟာအခန်းခံခဲ့ရပြီးထောင်ဒဏ်ကျခံခဲ့ရပေမဲ့အခုတော့သူဟာလွတ်မြောက်လာပြီးစွန်ကြီးကိုကန့်ကြီးကလက်စားချေဖို့ကြိုးစားနေတာဖြစ်ပါတယ်။အင်စောဟာဒီအကြောင်းအရာတွေကိုသိလိုက်ရတဲ့အခါမှာစိတ်မကောင်းဖြစ်ကကြေကွဲသွားခဲ့ပါတယ်သူဟာအတိတ်ကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ပြီးသူ့အခန်းထဲကနေရာအနှံ့မှာနာယီကိုလိုက်ရှာပါတော့တယ်နောက်ဆုံးမှာတော့သူ့အဖွားရဲ့လက်မှာနာယီကိုရှာတွေ့သွားပါတယ်ဒါပေမဲ့အတိတ်ကိုမသွားခင်မှာသူဟာစွန်ကြီးရှိရာဆေးရုံကိုတွားရောက်ခဲ့ပြီးစွန်ကြီးရဲ့ကံကြမ္မာကိုပြောင်းလဲပေးမယ်လို့ကတိပေးခဲ့ပါတယ်သူနာယီကိုနှိပ်လိုက်တဲ့အခါမှာတော့သူ့ကိုယ်သူမြင်းရုပ်ကြီးရဲ့ကြောပေါ်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်သူဟာအတိတ်ကိုပြန်ရောက်သွားပြီးတက္ကသိုလ်ကျောင်းသူဘဝနဲ့ဆူညံပွက်လော်ရိုက်နေတာကိုတွေ့ရပါတယ်အင်စောဟာမြင်းရုပ်ပေါ်ကနေခုန်ချလိုက်တဲ့အခါမှာတော့စံကြီးရဲ့ရင်ခွင်ထဲကိုအမှတ်မထင်ကျရောက်သွားပါတယ်သူဟာရှက်ကိုရှက်ကန်းဖြစ်ပြီးအမြန်ထွက်ပြေးသွားပါတယ်။အဲ့ဒီနောက်မှာတော့သူဟာတက္ကသိုလ်ကျောင်းသူဖြစ်နေပြီးစံကြီးကလည်းသူ့ကျောင်းမှာပဲတက်နေတာကိုသိလိုက်ရပါတယ်။အင်စောဟာသူ့ရဲ့တငယ်ချင်းနဲ့တွေ့ဆုံခဲ့ပြီးတငယ်ချင်းဖြစ်သူကသူ့ကိုအိတ်တလုံးခက်တအနံ့ထားခဲ့ပါတယ်။အဲ့ဒီနောက်သူဟာရဲစခန်းကိုအမြန်သွားပြီးစုံထောက်ကိုတွားရောက်တိုင်ကြားခဲ့ပါတယ်။သူဟာ2008ခုနှစ်တုန်းကပြန်ပေးဆွဲခံရတဲ့အကြောင်းတွေကိုအသေးစိတ်ပြောပြခဲ့ပြီးတရားခံနောက်ထပ်ပြစ်မှုမကျူးလွန်ခင်မှာဖမ်းဆီးပေးဖို့တောင်းဆိုခဲ့ပါတယ်။သူဟာအဲ့ဒီတုန်းကမှတ်ညံတွေဝေဝါးနေတာကြောင့်အခုမှလာရောက်တိုင်ကြားရတာဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်။သူပြန်လာတဲ့လမ်းမှာတော့လမ်းကြားထဲကလူနှစ်ယောက်ကိုတွေ့ပြီးတယောက်ကိုတယောက်နှိပ်စက်နေတာလို့ထင်မှတ်ကဝင်ရောက်တားဆီးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလူနှစ်ယောက်ထဲကတယောက်ဟာထဲဆန်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့ထဲဆန်ဟာတခြားတစ်ယောက်ကိုကူညီပေးနေတာသာဖြစ်ပါတယ်။အခြေအနေမှန်ကိုသိသွားတဲ့အခါမှာတော့အင်စောဟာထဲဆန်နဲ့အတူအေးတောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ထဲဆန်ကသူဟာအခုကြောင်းပြီးသွားပြီဖြစ်ကြောင်းနဲ့အဝတ်ထည်လုပ်ငန်းတစ်ခုကိုပိုင်ဆိုင်ထားကြောင်းပြောပြပါတယ်။သူတို့ပြန်ကြတဲ့အခါမှာတော့ထဲဆန်ဟာအိမ်မယူသွားခဲ့မိပြီးအင်စောရဲ့လက်ထဲမှာတော့ထဲဆန်ရဲ့အဖေဝစ်စင်နဲ့အတွင်းခံပေါင်းဘီတွေပါသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲစံကြီးကတော့အင်စောရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုပြန်လည်စဉ်းစားနေမိပါတယ်။အရင်တုန်းကဆိုရင်အင်လန်စောဟာသူ့ကိုရှောင်ဖယ်နေတတ်ပေမဲ့မြင်းရုပ်ပေါ်ကနေခုန်ချပြီးတဲ့နောက်ပိုင်းမှာတော့အင်စောရဲ့အပြုအမူတွေဟာပြောင်းလဲသွားခဲ့ပါတယ်။ဟော့ကတော့စံကြီးကိုအင်စောပေါ်ထားတဲ့စိတ်တွေကိုဖျောက်ဖျက်ဖို့အကြံပေးနေပြီးအင်စောကစံကြီးကိုမုန်းနေပြီဖြစ်ကြောင်းလည်းသတိပေးနေပါတယ်။ဟော့ဟာစံကြီးကိုယ်တိုင်ရေးစထားတဲ့တခြင်းနဲ့ပတ်သက်ပြီးစံကြီးကိုစားနောက်နေပါသေးတယ်။ရက်အနှဲငယ်ကြားတဲ့အခါမှာတော့အင်စောဟာသူ့တငယ်ချင်းလာနိုးတာကြောင့်နိုးလာခဲ့ပြီးတက္ကသိုလ်ကသွားမဲ့လေးလာရေးခရီးစဉ်အတွက်ပြင်ဆင်ဖို့ပြောကြားခဲ့ပါတယ်အစပိုင်းမှာသူကသွားဖို့ဝင်လေးနေပေမဲ့တငယ်ချင်းဖြစ်သူရဲ့တိုက်တွန်းမှုကြောင့်လိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်တိုက်ဆိုင်မဲ့စံကြီးဟာလည်းအဲ့ဒီဘတ်စကားပေါ်မှာပါလာပါတယ်ခီးစဉ်စတင်ပြီးမိနစ်အနည်းငယ်အကြာမှာကောင်လေးတစ်ယောက်ကဘတ်စကားပေါ်မှာလူနှစ်ယောက်နမ်းမိကြရင်အနာဂတ်မှာအိမ်အောင်ပြုဖြစ်လိမ့်မယ်ဆိုတဲ့တဏှာကြီးတစ်ခုကိုပြောပြနေပါတယ်အင်းစောကတော့အဲ့ဒီတဏှာကြီးကိုဂယုမဆိုင်ပဲကားပေါ်မှာစံကြီးနဲ့မစုံအောင်ပဲစူးစမ်းရှောင်နေခဲ့ပါတယ်ဒါပေမဲ့သူရှောင်လေးစံကြီးနဲ့ပိုတိုးလေးဖြစ်နေပြီးနောက်ဆုံးမှာတော့တောက်ခိန်းတစ်ခုမှာရှုံးသွားတဲ့အတွက်လူအများရှိမှကပ်ပြခဲ့ရပါတယ်အဲ့ဒီနောက်အင်းစောဟာတောထဲကိုပြေးဝင်သွားမိပြီးသူ့ရဲ့ပတ်ဝန်းကျင်အခြေအနေကိုသတိပြုမိသွားတဲ့အခါထွက်ပြေးဖို့ကြိုးစားပေမဲ့မတော်တဆစံကြီးကိုလက်နက်တစ်ခုနဲ့ရိုက်မိသွားပါတယ်သူ့ကိုပြန်ကူညီဖို့ကြိုးစားရင်သူကိုယ်တိုင်လည်းထောင်ချောက်ထဲမှာပိတ်မိသွားခဲ့ရပါတယ်။စံကြီးကသူ့ကိုပြန်ကူညီပေးခဲ့ပြီးသူ့အပေါ်မှာဘာလို့ဒီလိုမျိုးပြုမှုရတာလဲလို့မေးမြန်းပေမဲ့သူကပြန်မဖြေခဲ့ပါဘူး။အဲ့ဒီညနောက်ပိုင်းမှာအင်းစောဟာအရက်မူးသွားခဲ့ပြီးစံကြီးကသူ့ကိုဂရုစိုက်ဖို့နောက်ကနေတိတ်တဆိတ်လိုက်လာခဲ့ပါတယ်။သူအိပ်ပျော်သွားပြီးကိုထိခိုက်မိတော့မဲ့အချိန်မှာစံကြီးကလွတ်ခနဲ့ဝင်ပြီးကဲတင်ပေးခဲ့ပါတယ်စံကြီးရဲ့ကျင်နာတဲ့အပြုအမူတွေကိုမြင်ရတဲ့အခါအင်းစောဟာမျက်ရည်တွေကျလာပြီးသူ့ကိုဂရုမစိုက်ဖို့ပြောခဲ့ပါတယ်စံကြီးကသူ့ကိုကြောပိုးပြီးအိမ်ပြန်ပို့ပေးခဲ့ပေမဲ့လမ်းမှာအင်းစောကစံကြီးရေးဆက်ပေးထားတဲ့တခြင်းကိုဆိုပြနေတဲ့အတွက်စံကြီးကဒီတခြင်းကိုသူဘယ်လိုသိနေတာလဲဆိုပြီးအံ့အားသင့်သွားခဲ့ပါတယ်အင်းစောကသူဟာအနာဂတ်ကနေလာတာဖြစ်ပြီးကိစ္စတချို့ကိုဖြေရှင်းဖို့ရောက်လာတာလို့မူးမူးနဲ့ပြောပြခဲ့ပါတယ်။အဲ့ဒီလိုကြောပိုးထားရကနေပြန်ဆင်းမှာသူတို့နှစ်ယောက်ဟာမတော်တဆနမ်းမိသွားကြပါတယ်။တစ်ဖက်မှာလည်းရဲတပ်ဖွဲ့ဟာရောင်စုကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ရောင်စုဟာရဲတွေရဲ့စုံစမ်းစစ်ဆေးမှုကိုကြိုတင်ရေးမိသွားပြီးတဲလုံစတွေကိုဖျက်ဆီးဖို့သူ့ရဲ့ပုံအောင်ရနေရာကိုမိရှုဖျက်ဆီးခဲ့ပါတယ်။စံကြီးကအင်းစောကိုအချိန်ခီးသွားတဲ့အကြောင်းနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရမှာအင်းစောကစံကြီးရဲ့နာရီဟာအဲ့ဒီကိစ္စနဲ့ပတ်သက်နေတယ်လို့ရှင်းပြခဲ့ပါတယ်။ဘာကြောင့်လဲဆိုတာတိတိကျကျမရှင်းပြနိုင်ပေမဲ့တစ်ချိန်ကစံကြီးကသူ့ကိုကယ်တင်ပေးခဲ့ဘူးတာကြောင့်အခုလိုဖြစ်ရတာလို့သူကကောက်ချက်ချခဲ့ပါတယ်။စံကြီးကသူပြန်လာရတဲ့အကြောင်းရင်းကိုမေးတဲ့အခါမှာတော့သူကပြန်မဖြေပဲအရင်ကသူ့ပေါ်မှာမကောင်းခဲ့တာတွေအတွက်တောင်းပန်ခဲ့ပါတယ်။အဲ့ဒီနောက်စံကြီးကအမေရိကကိုသွားဖို့အစီအစဉ်ရှိကြောင်းပြောပြတဲ့အခါအင်းစောကအံ့ဩသွားခဲ့ပေမဲ့ဒါဟာပိုကောင်းတဲ့ရလဒ်ဖြစ်လာလိမ့်မယ်လို့တွေးမိခဲ့ပါတယ်။
နောက်ပိုင်းမှာဟုတ်ခါသူ့ရဲ့တီဝိုင်းကိုရုပ်တံစီစဉ်တစ်ခုမှာပါဝင်ခွင့်ရဖို့အခွင့်အရေးရခဲ့ပေမဲ့စန်ဂျီလည်းပါဝင်ရမယ်ဆိုတဲ့အချက်နဲ့ဖြစ်ပါတယ်သူကစန်ဂျီကိုနားချဖို့စူးစမ်းခဲ့ပေမဲ့စန်ဂျီဟာကျမ်းမာရေးပြန်လည်ထူထောင်ဖို့အတွက်အမေရိကကိုသွားတော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။အင်စောကတော့စုံထောင်းနဲ့တွားရောက်တွေ့ဆုံပြီးရောင်စုကိုဖမ်းဆီးဖို့စူးစမ်းမှုမအောင်မြင်ခဲ့တဲ့အကြောင်းကိုသိရှိခဲ့ရပါတယ်။ဒါပေမဲ့သူတို့မှာတပ်တွေအသစ်တချို့ရရှိထားပြီးအင်စောကလည်းပြန်ပေးဆွဲသမားနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေကိုထပ်မံပြောပြခဲ့ပါတယ်။ကျောင်းမှာလည်းမိန်းကလေးအစ်တစ်ယောက်ကစန်ဂျီကိုရင်းရင်းနှီးနှီးလိုက်လုပ်နေတာကိုအင်စောကတွေ့ရှိခဲ့ပေမဲ့ဘာမှမဖြစ်သလိုပဲနေခဲ့ပါတယ်။ဒါပေမဲ့တငယ်ချင်းဖြစ်သူနဲ့တောက်စားဖို့သွားတဲ့အခါမှာတော့အဲ့ဒီမိန်းကလေးနဲ့စန်ဂျီရှိနေတာကိုတွေ့သွားခဲ့ပြန်ပါတယ်။အဲ့ဒီဆိုင်မှာပဲအင်စောဟာအိပ်ပျော်သွားခဲ့ပြီးနိုးလာတဲ့အခါဘေးနားမှာဘယ်သူမှမရှိတော့တာကိုတွေ့ရပါတယ်။သူပြန်ဖို့ပြင်ဆင်တဲ့အချိန်မှာပတ်စံအိပ်ပြုတ်ကြပြီးအကျွေးဆေးတွေအနှံ့ပြားပြန့်ကျဲကုန်ပါတယ်။အဲ့ဒီအကျွေးဆေးတွေကိုလိုက်ကောက်ရင်းနဲ့စန်ဂျီထိုင်နေတဲ့စပွဲအောက်ကိုမတော်တဆရောက်သွားခဲ့ရမှာဟိုမိန်းကလေးကစန်ဂျီကိုနမ်းဖို့စူးစမ်းနေတာကိုမြင်သွားပြီးအခြေအနေကိုအထင်မှားသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဖုန်းကမြည်လာခဲ့ပါတော့တယ်စပွဲအောက်မှာသူမရဲ့ဖုန်းမိလာတာကြောင့်လူမိသွားမှဆိုလို့ခေါင်းကိုပုံတပုံနဲ့ဆုပ်ပြီးဆိုင်ထဲကနေထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီညနောက်ပိုင်းမှာတော့သူမဟာအမိုးပေါ်မှာသူမရဲ့အကိုနဲ့အတူအရက်တောက်ရင်နမ်းခဲ့တဲ့ကိစ္စကြောင့်စိတ်နှောက်ယှက်ဖြစ်နေခဲ့ပြီးဒေါသထွက်ကသူမရဲ့ဖက်နှက်ကိုပြစ်ပေါက်လိုက်ရာအဲ့ဒီဖက်နှက်ဟာတစ်ဖက်လူရဲ့ရှေ့ကိုကျသွားခဲ့ပါတယ်။သူမဟာသူနဲ့တွေ့ဖို့အောက်ထပ်ကိုဆင်းသွားခဲ့ပြီးသူမကိုတဝင်းတူနေတာလားလို့သူကမေးရမှာတော့သူမကအခိုင်အမာညှင်းဆိုခဲ့ပါတယ်။တစ်ဖက်မှာလည်းတေဆောင်းဟာရဲစခန်းမှာရှိတဲ့သူ့ရဲ့စုံထောက်ခေစီကိုတွားလဲရင်သူမနဲ့ပတ်သက်တဲ့ပြန်ပေးဆွဲမှုအကြောင်းကိုကြားသိသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဟော့ဟာသူ့ရဲ့တီဝိုင်းထဲကိုစန်ဂျီဝင်လာဖို့အတွက်အလေးနဲ့ထားကြောင်းပြသတဲ့အနေနဲ့သူ့ရဲ့စပင်တွေကိုရိတ်ပစ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့စန်ဂျီကစပင်ရိတ်တာကိုမမြင်ရခင်မှာတင်တီဝိုင်းထဲဝင်ဖို့သဘောတူခဲ့ပါတယ်။တေဆောင်းဟာကောလိပ်မှာသူမနဲ့တွေ့ပြီးလက်ဆောင်အိတ်နဲ့အတူပန်းစည်းပေးခဲ့တာကိုစန်ဂျီကမြင်သွားပြီးသူတို့နှစ်ယောက်ပြန်တွဲနေပြီလို့စိတ်ကူးယဉ်နေခဲ့ပါတယ်။တကယ်တော့တေဆောင်းဟာသူမကိုတတိထားဖို့အကြံပေးပြီးမားယူသွားတဲ့အိတ်ကိုပြန်ပေးဖို့လာတွေ့တာဖြစ်ပါတယ်။သူမက2023ခုနှစ်မှာစန်ဂျီကိုကာကွယ်ပေးဖို့တေဆောင်းရဲ့အဖေကိုပြောပေးပါလို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီနောက်သူမရဲ့အမေစီကနေအရေးပေါ်ဖုန်းလာတာကြောင့်အိမ်ကိုပြန်လာတဲ့အခါမှာတော့အိမ်ထဲမှာရေကြီးနေတာကိုတွေ့လိုက်ရပြီးစန်ဂျီကကူညီပေးဖို့ရောက်နေခဲ့ပါတယ်။တေဆောင်းကလည်းကူညီပေးဖို့ကြိုးစားပေမဲ့စန်ဂျီနဲ့ရန်ဖြစ်ရာကနေဝါယာကျိုးပြက်ပြီးတက်လိုက်မလို့ဖြစ်ခဲ့ရပါတယ်။သူမကအချိန်မီမိခလုတ်ပိတ်နိုင်ခဲ့လို့ဘေးကင်းသွားခဲ့ပြီးသူမရဲ့အမေကတေဆောင်းကိုအိမ်မှာအိပ်ဖို့အကြံပေးခဲ့ပေမဲ့စန်ဂျီကသဘောမတူဘဲသူ့အိမ်မှာပဲလာအိပ်ဖို့ခေါ်သွားခဲ့ပါတယ်။စန်ဂျီရဲ့အိမ်မှာတေဆောင်းဟာလေရင်လက်မှတ်တစ်ဆောင်ကိုတွေ့သွားခဲ့ပြီးသူမက2023ခုနှစ်မှာစန်ဂျီကိုကာကွယ်ပေးဖို့တောင်းဆိုခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ရက်အနည်းငယ်ကြာမှာတော့ဟော့နဲ့သူ့တငယ်ချင်းတွေဟာလူရွေးပွဲသွားခဲ့ပေမဲ့စန်ဂျီကတော့လေရင်လက်မှတ်ကိစ္စကြောင့်ရောက်မလာနိုင်ခဲ့ပါဘူး။သူမဟာအဲ့ဒီအကြောင်းကိုသိသွားတဲ့အခါမှာတော့လေစိတ်ကိုအမြန်ပြေးသွားခဲ့ပြီးပြန်တက်သွားတဲ့လေရင်ကိုကြည့်ကငိုကြွေးနေခဲ့ပါတယ်။တစ်ဖက်မှာတော့သူတို့ရဲ့တီဝိုင်းဟာလူရွေးပွဲမှာအောင်မြင်သွားခဲ့ပါတယ်။သူမလေစိတ်ကနေအိမ်ကိုပြန်လာတဲ့လမ်းမှာတော့ကားတစ်စီးကိုမြင်ပြီးကြောက်လန့်တကြားထွက်ပြေးရကနေစန်ဂျီနဲ့ပြန်ဆုံခဲ့ပါတယ်။စန်ဂျီဟာလေရင်မစီးပဲသူမရဲ့စာကိုဖတ်ပြီးပြန်လာခဲ့တာဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်နားလည်မှုရသွားပြီးချစ်ချင်းမြတ်တာကိုဖော်ပြရင်းနန်းနေကြတာကိုသူမရဲ့အမေကမြင်သွားခဲ့ပါတယ်။အမေဖြစ်သူကတော့စန်ဂျီမှာရီးစားရသွားပြီလို့ထင်နေခဲ့ပြီးအဲ့ဒီမိန်းကလေးဟာသူမရဲ့သမီးဖြစ်နေတာကိုတော့မသိရှာပါဘူး။သူတို့နှစ်ယောက်ပြန်ဆင်ပြေသွားကြပေမဲ့သူမကတော့စန်ဂျီရဲ့အနာဂတ်အတွက်စိုးရိမ်နေစေဖြစ်ပြီးရဲတွေကိုဖုန်းဆက်ကမတင်ကားစရာကားတစ်စီးအကြောင်းကိုသတင်းပေးခဲ့ပါတယ်။စန်ဂျီဟာအိမ်ပြန်ရောက်တဲ့အခါမှာတော့သူ့အဖေကအံ့ဩသွားပြီးစန်ဂျီကသူဟာရေကူးသမားဘဝကိုဆက်မသွားချင်တော့ပဲစာကိုပဲအာယုံစိုက်ချင်တော့တယ်လို့ဖွင့်ဝင်ခံခဲ့ပါတယ်။တစ်ဖက်မှာလည်းအင်ဆိုးရဲ့အမေကစန်ဂျီမိန်းကလေးတစ်ယောက်ကိုနမ်းနေတာကိုတွေ့ခဲ့တဲ့အကြောင်းအဖွားဖြစ်သူကိုပြောပြနေတော့အင်ဆိုးကကြားသွားပြီးစန်ဂျီဘက်ကနေကာကွယ်ပြောဆိုပေးခဲ့ပါတယ်။ဒါပေမဲ့အမေဖြစ်သူကတော့ယုံကြည်မှုမရှိဘဲစန်ဂျီရဲ့အဖေနဲ့တွေ့တဲ့အခါမှာလည်းအဲ့ဒီကိစ္စကိုပြောပြခဲ့ပေမဲ့စန်ဂျီရဲ့အဖေကတော့သူ့သားဟာအင်ဆိုးနဲ့တွဲဖို့စိတ်ကူးမရှိဘူးလို့ပြန်ပြောခဲ့ပါတယ်။အင်ဆိုးနဲ့စန်ဂျီတို့ဟာပျော်ရွှင်စရာအချိန်တွေကိုအတူဖြတ်တန်းခဲ့ကြပေမဲ့အင်ဆိုးကတော့သူတို့တွဲနေတာကိုသူများတွေသိသွားရင်စန်ဂျီရဲ့အနာဂတ်အတွက်ပြဿနာဖြစ်မှာကိုစိုးရိမ်နေခဲ့ပါတယ်။စန်ဂျီကတော့သူမကိုစိတ်အေးထားဖို့ပြောပြီးသူမအနာဂတ်ကိုပြန်မသွားခင်မှာအတူတူအချိန်ဖြတ်တန်းကျင်တယ်လို့ပြောခဲ့ပါတယ်။တရက်မှာတော့စန်ဂျီဟာမှားယွင်းပြီးအိတ်တအိတ်ကိုယူမိသွားရကနေအိတ်ထဲမှာအကာအကွယ်ပစ္စည်းတွေပါလာတာကြောင့်အားလုံးကအထင်လွဲသွားကြပါတယ်။အင်ဆိုးနဲ့စန်ဂျီတို့ဟာတညလုံးအတူရှိနေခဲ့ကြပြီးမနက်မိုးလင်းတဲ့အခါမှာတော့အင်ဆိုးရဲ့အကိုဖြစ်သူကသူတို့ကိုတွေ့သွားပြီးအခြေအနေကိုအထင်လွဲကရန်ပွဲတွေဖြစ်သွားခဲ့ပါတယ်။မိသားစုနှစ်စုလုံးတွေ့ဆုံဆွေးနွေးကြရမှာလဲအငင်းပွားမှုတွေဖြစ်ခဲ့ပြီးစန်ဂျီရဲ့အဖေကစန်ဂျီကိုဆွဲခေါ်ဖို့ကြိုးစားရမှာအိတ်ထဲကအကာအကွယ်ပစ္စည်းတွေထွက်ကြလာတာကြောင့်အားလုံးအံ့အားသင့်သွားခဲ့ကြပါတယ်။စန်ဂျီကတော့အခြေအနေကိုအမြန်ရှင်းပြပြီးအိတ်ပိုင်ရှင်စစ်ကိုပါခေါ်ပြနိုင်ခဲ့လို့မိသားစုတွေကိုနားလည်အောင်လုပ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းရဲတွေကအင်ဆိုးသတင်းပေးခဲ့တဲ့ကားကိုစုံစမ်းစစ်ဆေးရကနေတရားခံရဲ့တဲလုံဆောက်ကိုရရှိခဲ့ပါတယ်။တေဆောင်းကလည်းအဲ့ဒီကိစ္စကိုသိသွားပြီးအင်ဆိုးကိုတတိထားဖို့တတိပေးခဲ့ပါတယ်။အင်ဆိုးကတော့ဒီကိစ္စကိုစန်ဂျီကိုအတိမပေးချင်တာကြောင့်တေဆောင်းကိုဖြောင်းဖြခဲ့ပါတယ်။စန်ဂျီကတော့သူတို့ပြောနေတာကိုကြားသွားပြီးသူနဲ့အင်ဆိုးတို့တွဲနေပြီဖြစ်ကြောင်းတေဆောင်းကိုပြောပြခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရဲတွေကတရားခံကိုဖမ်းဆီးနိုင်ခဲ့ကြောင်းအင်ဆိုးစီဖုန်းဆက်အကြောင်းကြားလာတာကြောင့်သူမစိတ်သက်သာရသွားခဲ့ပါတယ်။အင်ဆိုးဟာစန်ဂျီရဲ့ဖျော်ဖြေပွဲကိုတွားရောက်အားပေးခဲ့ပြီးစန်ဂျီတချင်းဆိုနေတာကိုကြည့်ပြီးမျက်ရည်ကျခဲ့ပါတယ်။တရားခံဖမ်းမိတဲ့တဲ့တင်ကိုစန်ဂျီကိုပြောပြနိုင်ခဲ့လို့သူတို့နှစ်ယောက်လုံးပျော်ရွှင်နေခဲ့ကြပေမဲ့အဲ့ဒီပျော်ရွှင်မှုဟာခဏတာပဲဖြစ်ခဲ့ပါတယ်။တရားခံဟာရဲစခန်းကိုပို့ဆောင်နေစဉ်အတွင်းမှာကားမောက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့်ဖြစ်ပါတယ်။အင်ဆိုးဟာစုံထောင်းနဲ့တွေ့ပြီးတရားခံကိုဖမ်းဖို့အတွက်သူမကိုယ်တိုင်အစဖြစ်အတုံးချခံဖို့အစီအစဉ်ဆွဲခဲ့ကြပါတယ်။စန်ဂျီကတော့အဲ့ဒီစကားတွေကိုကြားသွားပြီးသူမကိုဘေးအန္တရာယ်ကနေကာကွယ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာသူမရဲ့အိမ်ကိုလုံခြုံအောင်လုပ်ပေးရုံတင်မကပဲသူမရဲ့လျှက်စစ်လက်နက်ကိုပါဘက်ထရီအသစ်လဲပေးခဲ့ပါတယ်။တစ်ဖက်မှာတော့ဟော့ဟာနေမကောင်းဖြစ်တာကြောင့်လူရွေးပွဲမှာရှုံးနိမ့်ခဲ့ရပါတယ်။အင်ဆိုးနဲ့စန်ဂျီတို့ဟာအဲ့ဒီအကြောင်းကိုသိသွားပြီးဟော့ရဲ့ဇာတိမြေကိုတွားရောက်တွေ့ဆုံဖို့တေဆောင်းရဲ့ကားနဲ့အတူချက်ချင်းပဲထွက်ခွာလာခဲ့ကြပါတယ်။သူတို့တွေဟာဟော့ရဲ့ဇာတိမြေစီကိုတွားဖို့စီစဉ်ခဲ့ကြပါတယ်။ထဲဆောင်းကခီးစဉ်အတွက်သူ့ရဲ့အချစ်တော်ကားလေးကိုထုတ်ပေးခဲ့ပြီးသူတို့ဟာနေဘက်ကိုချက်ချင်းထွက်ခွာခဲ့ကြပါတယ်။စန်ဂျီရဲ့အဖေကတော့ဒီခီးစဉ်ကိုမသိရှာပဲရေချိုးခန်းထဲမှာမှားပြီးပိတ်မိနေခဲ့ပါတယ်။သူဟာစန်ဂျီကိုအော်ခေါ်ခဲ့ပေမဲ့ဘယ်သူမှပြန်မထူးခဲ့ပါဘူး။အဲ့ဒီနောက်ရေချိုးခန်းပြတင်းပေါက်ကနေအော်ဟစ်အကူအညီတောင်းခဲ့ပေမဲ့အနီးနားကဆောက်လုပ်ရေးလုပ်ငန်းခွင်ကအတန်းတွေကြောင့်ဘယ်သူမှမကြားခဲ့ရပါဘူး။
နောက်တစ်နေ့မှာတော့အင်းဆိုးရဲ့အမေကသူ့အကူအညီတောင်းတာကိုကြားသွားပြီးဝင်ရောက်ကယ်ဆယ်ခဲ့ပါတယ်တငယ်ချင်း၃ယောက်ဟာနေဘက်ကိုရောက်ရှိသွားပြီးပင်လယ်ထဲကိုလက်လျှောက်ဝင်သွားတဲ့ဟော့ကိုမြင်လိုက်ရပါတယ်သူတို့ကဟော့ကိုကိုအဆုံးစီရင်ဖို့စူးစမ်းနေတာလို့အထင်မှားပြီးပင်လယ်ထဲကိုပြေးဆင်းကတားဆီးခဲ့ကြပါတယ်တကယ်တော့ဟော့ကကိုတက်တည်ဖို့စူးစမ်းနေတာမဟုတ်ကြောင်းရှင်းပြခဲ့ပါတယ်အဲ့ဒီအချိန်မှာထဲဆောင်ရဲ့ကားဟာဒီရေနဲ့အတူပင်လယ်ထဲကိုမျောပါသွားခဲ့ပြီးသူတို့ပြန်ဖို့အတွက်ကားမရှိတော့ပါဘူးသူတို့၃ယောက်ဟာဟော့ရဲ့မိဘတွေအိမ်မှာပဲတညအိပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်တစ်ဖက်မှာလည်းထွက်ပြေးလွတ်မြောက်သွားတဲ့ရောင်စုဟာအင်းဆိုးရဲ့အမေဖွင့်ထားတဲ့ဆိုင်ကိုရောက်လာပြီးအင်းဆိုးကြောင်းစုံစမ်းခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအင်းဆိုးကသူ့အမေစီဖုန်းဆက်ပြီးဟော့ရဲ့ဇာတိမြေကိုရောက်နေတဲ့အကြောင်းပြောပြနေတာကိုရောင်စုကခိုးနားထောင်ပြီးအင်းဆိုးတို့ရှိနေတဲ့လိပ်စာကိုရရှိသွားခဲ့ပါတယ်ဟော့ကသူ့ရဲ့ပျောက်ဆုံးနေတဲ့အိမ်မွေးစိတ်ကလေးကိုရှာဖို့အတွက်တငယ်ချင်းတွေရဲ့အကူအညီကိုတောင်းခဲ့ပါတယ်စိတ်ကလေးကိုပြန်တွေ့ပြီးတဲ့နောက်သူတို့ဟာပင်လယ်ကမ်းခြေမှာပျော်ပျော်ရွှင်ရွှင်ကစားခဲ့ကြပါတယ်စံကြီးကဟော့ရဲ့တေးဂီတာဝိုင်းမှာကူညီပေးဖို့ဆုံးဖြတ်ခဲ့ပြီးထဲဆောင်ကလည်းအင်းဆိုးအပေါ်ထားရှိတဲ့သူ့ရဲ့ချစ်မြတ်နိုးစိတ်တွေကိုအင်းဆိုးတီအောင်ဖွင့်ပြောခဲ့ပါတယ်စံကြီးမှာကစားကွင်းမှာရုပ်ရှင်ရိုက်ကူးရေးအစီအစဉ်ရှိပေမဲ့အဲ့ဒီအစီအစဉ်ကနောက်ဆုတ်သွားခဲ့ပါတယ်သူဟာတစုံတစ်ယောက်နဲ့အတူကစားကွင်းမှာပျော်ရွှင်ခဲ့မှုတဲ့ခံစားချက်မျိုးခံစားနေရပြီးအဲ့ဒီနေရာဟာရင်းနှီးနေတယ်လို့ဖြစ်နေပါတယ်သူပတ်ဝန်းကျင်ကိုဝေးဝဲကြည့်နေတော့အင်းဆိုးကိုတွေ့သွားပြီးချားရဟတ်စီကိုလိုက်သွားခဲ့ပါတယ်ချားရဟတ်တကားကပိတ်သွားပြီးစတင်လက်ပတ်ချိန်မှာတော့အင်းဆိုးနဲ့စံကြီးတို့ဟာအခန်းငယ်လေးထဲမှာနှစ်ယောက်တည်းပိတ်မိသွားခဲ့ပါတယ်စံကြီးကအင်းဆိုးကိုဘာကြောင့်အလုပ်ထွက်ဖို့ဆုံးဖြတ်ခဲ့တာလဲလို့မေးမြန်းခဲ့ပြီးအင်းဆိုးကတော့ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်စံကြီးနဲ့အတူမရှိနိုင်တော့ကြောင်းပြန်ပြောခဲ့ပါတယ်အဲ့ဒီနောက်စံကြီးကဇညွန့်အကြောင်းပြောရင်းနဲ့ဘာကြောင့်ဝမ်းနည်းစရာကောင်းတဲ့အဆုံးသက်ကိုရွေးချယ်ခဲ့တာလဲလို့မေးခဲ့ပါတယ်။အင်းဆိုးကတော့ဒါဟာတကယ်တော့ပျော်ရွှင်စရာကောင်းတဲ့အဆုံးသက်ဖြစ်ကြောင်းဘာလို့လဲဆိုတော့ဇက်ကောင်ဟာအသက်ရှင်ခွင့်ရသွားလို့ဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့စံကြီးကတော့ဇက်ကောင်ဟာအမတ်တရားတွေဆုံးရှုံးသွားရပြီးအမျိုးသမီးကလည်းတိတ်တိတ်ဆိတ်ဆိတ်ခံစားနေရတာကြောင့်ဒါဟာဝမ်းနည်းစရာကောင်းတဲ့ဘဝမျိုးဖြစ်တယ်လို့ပြန်ပြောခဲ့ပါတယ်။သူကသူ့ရဲ့ထူးဆန်းတဲ့အိမ်မက်တွေအကြောင်းနဲ့အဲ့ဒီအိမ်မက်တွေဟာအင်းဆိုးရဲ့ဇညွန့်နဲ့ဆင်တူနေတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်။အင်းဆိုးဟာစံကြီးရဲ့စကားတွေကြောင့်စိတ်လှုပ်ရှားသွားခဲ့ပေမဲ့သူတို့အတူတူအလုပ်လုပ်ရင်စံကြီးတည်ဆုံသွားနိုင်တာကြောင့်အလုပ်လက်ခံဖို့ညှင်းဆိုခဲ့ပါတယ်။ချားရဟတ်ကရုတ်တရက်ရပ်တန့်သွားတဲ့အချိန်မှာအင်းဆိုးလည်းမကြသွားအောင်စံကြီးကဖန်ထိန်ပေးခဲ့ပါတယ်။အတန်ကြာတဲ့အခါအင်းဆိုးဟာချားရဟတ်ထဲမှာတင်အိပ်ပျော်သွားခဲ့ပါတယ်စံကြီးကအင်းဆိုးမှာကိုပူရှိနေတာကိုသိလိုက်ရတဲ့အခါသူ့ကိုအပြင်ကိုပွေ့ချီထုတ်လာခဲ့ပါတယ်လူအများပြားကသူတို့ကိုဗီဒီယိုရိုက်ကူးနေကြပေမဲ့သူကတော့အင်းဆိုးကိုသူ့အိမ်စီခေါ်သွားပြီးသူ့အခန်းထဲမှာအိတ်ခိုင်းထားခဲ့ပါတယ်အင်းဆိုးဟာအိမ်မက်ထဲမှာစံကြီးရဲ့နာမည်ကိုတွတ်ခေါ်နေတာကြောင့်စံကြီးမှလည်းစူးစမ်းလိုစိတ်တွေဖြစ်ပေါ်နေခဲ့ပါတယ်နောက်တနေ့မနက်မှာတော့အင်းဆိုးဟာစံကြီးရဲ့ကတင်ပေါ်မှာနိုးလာခဲ့ပြီးအမြန်ပြန်ဖို့ကြိုးစားခဲ့ပေမဲ့စံကြီးကသူ့ကိုတားဆီးပြီးမနက်စာစားပြီးမှပြန်ဖို့ဖြောင်းဖျခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲထဲဆောင်ဟာရောင်စုချောင်းတဲလွန်စ်တစ်ခုကိုရရှိသွားခဲ့ပါတယ်စံကြီးရဲ့ကားရှိကင်မရာမှာရောင်စုရဲ့ကားနံပါတ်ပြမှတ်တမ်းတင်ထားနိုင်နေဆိုတာသူတို့သိသွားကြပါတယ်။ဒါကြောင့်တေးဆောင်ဟာစံကြီးစီတွားရောက်ခဲ့ပေမဲ့ထင်မှတ်မထားတာတွေနဲ့ကြုံခဲ့ရပါတယ်။အင်းဆိုးကတော့စင်ကြီးတစ်ခုပေးပြီးစံကြီးနဲ့ရုပ်ရှင်ဇညွန့်အကြောင်းဆွေးနွေးဖို့လာတာပါလို့တေးဆောင်ကိုပြောခဲ့ပါတယ်။ကားရှိကင်မရာအကြောင်းစံကြီးကိုမေးမြန်းပြီးတဲ့နောက်တေးဆောင်ဟာသူ့နဲ့အတူပြန်ထွက်သွားခဲ့ပါတယ်။စံကြီးဟာသူ့အိမ်မှာအင်းဆိုးရဲ့ဆေးတွေကိုတွေ့ရှိခဲ့ပါတယ်။သူ့မန်နေဂျာကဆေးတွေတွားပို့ပေးမယ်လို့ပြောတဲ့အခါမှာစံကြီးကညှင်းဆိုခဲ့ပြီးသူကိုယ်တိုင်ပဲတွားပို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာအင်းဆိုးရဲ့အိမ်ကိုတွားခဲ့ပေမဲ့သူမဟာကစားကွင်းထဲမှာသူမရဲ့တူလေးနဲ့စကားပြောနေတာကိုတွေ့ခဲ့ရပါတယ်။သူဟာချက်ချင်းပဲသူမမြင်အောင်ပုံနေခဲ့ပေမဲ့သူဖုန်းမိလာတဲ့အတွက်လူမိသွားခဲ့ပါတယ်။သူလာရတဲ့အကြောင်းရင်းကိုပြောပြပြီးတဲ့နောက်ကလေးနဲ့အတူကစားပေးရင်သူမနဲ့အချိန်ပိုပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကလေးကသူ့အပေါ်အန်ချလိုက်ပါတယ်သူမဟာသူ့ကိုအဝတ်စားလဲဖို့အိမ်ကိုခေါ်သွားခဲ့ပေမဲ့အိမ်မှာဘယ်သူမှရှိမနေပါဘူးသူမရဲ့မိသားစုဝင်တွေဟာရေချိုးခန်းကိုတွားနေကြတာဖြစ်ပြီးအဲ့ဒီမှာစံကြီးရဲ့အဖေနဲ့ဆုံခဲ့ကြကအိမ်ကြီးချင်းတွေမှန်းသိသွားကြပါတယ်အင်းဆိုးရဲ့အမေကစံကြီးနဲ့အင်းဆိုးကိုအောင်သွယ်ပေးဖို့ကြိုးစားခဲ့ပေမဲ့စံကြီးရဲ့အဖေကတော့သူ့သားကအင်းဆိုးနဲ့ဆိုအများကြီးတာလွန်းတယ်လို့ပြောပြီးညှင်းဆိုခဲ့ပါတယ်အင်းဆိုးရဲ့မိသားစုပြန်ရောက်လာတဲ့အခါမှာသူမဟာချက်ချင်းပဲထိတ်လန့်သွားပြီးစံကြီးကိုသူမရဲ့အိတ်ခမ်းထဲမှာတောပုံခိုင်းပါတယ်အခန်းထဲရောက်နေတော့မှစံကြီးဟာအချိန်ကာလတစ်တာလေးကိုတွေ့သွားပါတယ်သူအဲ့ဒါကိုစစ်ဆေးနေတော့မှအင်းဆိုးရောက်လာပြီးလူယူကိုစူးစမ်းရင်းနာရီလေးဟာကျမ်းပြင်ပေါ်ပြုတ်ကျပြီးပျက်စီးသွားပါတယ်စံကြီးကတော့သူမရဲ့ဆန္ဒကိုဆန့်ကျင်ပြီးအဲ့ဒီနာရီကိုပြင်ပေးမယ်လို့ပြောခဲ့ပါတယ်အိမ်ကနေထွက်ခွာသွားချိန်မှာသူဟာအင်းဆိုးကိုသူမရဲ့အိမ်ရှိမှာနမ်းခဲ့တဲ့အမတ်တရားတွေကိုပြန်လည်သတိရနေပါတယ်သူဟာအဖြေတစ်ခုရဖို့အင်တာနက်မှာရှာဖွေခဲ့ပေမဲ့ဘာမှရှာမတွေ့ခဲ့ပါဘူးဟော့ကတော့စံကြီးဟာအင်းဆိုးကိုသဘောကျနေတာလို့ကောက်ချက်ချလိုက်ပါတယ်အင်းဆိုးဟာစံကြီးနဲ့ထပ်မံတွေ့ဆုံပြီးကားရှိကင်မရာကိုကြည့်ဖို့တောင်းဆိုခဲ့ပါတယ်စံကြီးကသဘောတူခဲ့ပြီးသူတို့ရဲ့စကားဝိုင်းဟာအင်းဆိုးအကြောင်းဘက်ကိုရောက်သွားပါတယ်တေးဆောင်ကအင်းဆိုးနဲ့သူ့ရဲ့ခင်မင်မှုအကြောင်းပြောတဲ့အခါမှာစံကြီးကစိတ်ဆိုးသွားပါတယ်အဲ့ဒီနောက်မှာအင်းဆိုးဟာအလုပ်ပြန်ဝင်ခဲ့ပြီးသူမကိုပြန်လက်ခံပေးဖို့တောင်းပန်ခဲ့ပါတယ်စံကြီးဟာသူမရဲ့ဇညွန့်ဆက်သိန်းကိုပြောင်းလဲပေးရမယ်ဆိုတဲ့အချက်နဲ့ရုပ်ရှင်မှာတရုတ်ဆောင်ဖို့သဘောတူခဲ့ပါတယ်။အင်းဆိုးကတော့ဒီအချက်ကိုညှင်းဆိုခဲ့ပြီးဇက်ကောင်နဲ့ဇညွန့်ဟာအများကြီးပြောင်းလဲပြီးပြီလို့ပြောခဲ့ပါတယ်။အင်းဆိုးဟာသူမရဲ့ဖုံးပြောင်းနေတာကိုသိသွားပြီးစံကြီးနဲ့အတူလိုက်ရှာခဲ့ပါတယ်။သူမဟာကုန်းဆောင်တစ်ခုပေါ်မှာချော်လဲသွားပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့အမတ်တရားတွေကိုပြန်လည်မြင်အောင်လာပါတယ်။သူမဟာစံကြီးကိုအန်ရီယယ်ကနေကာကွယ်ပေးခြင်းတဲ့အတွက်ဒီအကြောင်းတွေကိုထုတ်မပြောခဲ့ပါဘူး။သူတို့အိမ်ပြန်ရောက်တဲ့အခါမှာဘယ်သူမှရှိမနေတာကြောင့်တဦးနဲ့တဦးရင်းရင်းနှီးနှီးရှိခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့သူတို့အိမ်ပြန်ဖို့ပြင်ဆင်ကြပါတယ်။အင်းဆိုးဟာရထားပေါ်ရောက်တဲ့အခါမှာရုတ်တရက်ထူးဆန်းစွာပြုမူလာပါတယ်။သူမဟာစံကြီးကိုမသိသလိုဟန်ဆောင်နေတာကြောင့်စံကြီးကသူမရဲ့စိတ်ဝိညာဉ်ဟာအနာဂတ်ကိုပြန်သွားပြီလို့ထင်သွားပါတယ်။စံကြီးဟာရထားကိုရက်ခိုင်းပြီးတယောက်တည်းဆင်းသွားခဲ့ပါတယ်။သူမဟာရောင်စုသူမကိုတိုက်ခိုက်ခဲ့မှုတဲ့အမတ်တရားတစ်ခုရှိနေခဲ့တာပဲဖြစ်ပါတယ်။သူမကစံကြီးကိုကာကွယ်ပေးရင်းနဲ့အသေးမခံချင်တာကြောင့်ဟန်ဆောင်မှုတစ်ခုလုပ်ခဲ့ပါတယ်။မေလ6ရက်နေ့ညနေပိုင်းမှာရောင်စုကသူမကိုတိုက်ခိုက်လိုက်မယ်ဆိုတာကိုလည်းသူမမမိနေတာကြောင့်သူ့ကိုဖမ်းဖို့ရဲတွေနဲ့ပူးပေါင်းခဲ့ပါတယ်။စံကြီးကအိမ်ပြန်ရောက်လာပေမဲ့အင်ဆိုကိုအိမ်မှာမတွေ့ရပါဘူး။သူမအမေကိုမေးကြည့်လိုက်တဲ့အခါမှာတော့သူမပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။အင်ဆိုကတခြားရထားကိုမစီးဘဲနေဘက်မှာပဲရှိနေသေးတာကိုသိလိုက်ရတဲ့အခါသူချက်ချင်းပဲထိတ်လန့်သွားပါတယ်။စံကြီးကနေဘက်ကိုအမြန်ပြန်လာပြီးဒေသခံရဲတွေကိုအကူအညီတောင်းခဲ့ပါတယ်။
ရောင်စုကရဲတွေသူ့စီချင်းကပ်လာတာကိုတွေ့တဲ့အခါနောက်ဆုတ်သွားခဲ့ပေမဲ့ကံမကောင်းစွာနဲ့စံကြီးနဲ့တွားတိုးပါတယ်စံကြီးကသူ့နောက်ကိုတော်တဲ့အထိလိုက်ဖမ်းပြီးသူတို့နှစ်ယောက်အပြန်အလှန်တပ်ပုတ်ကြပါတယ်အဲ့ဒီအချိန်မှာရောင်စုကဓာတ်ထုတ်ပြီးစံကြီးကိုထပ်ထိုးဖို့ကြိုးစားခဲ့ပါတယ်ရဲတွေအခင်းဖြစ်ပွားရနေရာကိုရောက်လာပြီးသူ့ကိုဖမ်းဆီးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဓာတ်ထုတ်ခံထားရတဲ့စံကြီးကခြေလမ်းတွေရိုင်နေပြီး6ထဲကိုပြုတ်ကျသွားပါတယ်စံကြီး6ထဲပြုတ်ကျပြီးတေဆုံးတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အင်ဆိုကသူမရဲ့နာရီကိုချက်ချင်းနှိပ်လိုက်ပြီးစံကြီးနဲ့ပထမဆုံးစတင်တွေ့ဆုံခဲ့တဲ့နေ့ကိုပြန်သွားခဲ့ပါတယ်စံကြီးကသူမကိုအချစ်မကျစေရန်အတွက်သူမကသူ့ကိုတွေ့ဆုံဖို့ရှောင်ကျဉ်ခဲ့ပါတယ်အခုတော့အင်ဆိုရဲ့အနာဂတ်ကပြောင်းလဲသွားခဲ့ပါပြီသူမကရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေပြီးတခါတရံမှာအမှုပညာရှင်တွေအတွက်မန်နေဂျာအဖြစ်ဆောင်ရွက်ပေးပါတယ်တနေ့မှာတော့အမှုပညာရှင်တစ်ယောက်ကအရက်မူပြီးကားမောင်းဖို့ကြိုးစားနေတာကိုသူမကအချိန်မီတားဆီးပေးခဲ့ပါတယ်ဒါပေမဲ့အမှုပညာရှင်ကိုနှောက်ယှက်မှုနဲ့သူမရဲဖမ်းခံလိုက်ရပါတယ်သူမရဲ့အထက်လူကြီးကသူမဘက်ကအကြောင်းပြချက်ကိုနားမထောင်ပဲတောင်းပန်စာရေးခိုင်းခဲ့ပါတယ်သူမကထဲဆောင်နဲ့စုံမိပြီးအရင်ကအကြောင်းတွေပြောဖြစ်ကြတဲ့အခါသူကအခုရဲရရှိတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်သူတို့အရက်တူတောက်ကြပြီးအပြန်လမ်းမှာအင်ဆိုကမူးသွားခဲ့ပါတယ်သူမကစီးနှင်းတွေကိုမြင်လိုက်ရတဲ့အခါစံကြီးကိုတတိယပြီးမျက်ရည်ကျခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူမရဲ့အထက်လူကြီးကဖြစ်ရမှန်ကိုသိသွားပြီးအရက်မူးပြီးကားမောင်းမဲ့အခြေအနေကိုတားဆီးပေးခဲ့တဲ့အတွက်သူမကိုကျေးဇူးတင်ခဲ့ပါတယ်ရော်ကြီးအနေနဲ့သူမကိုရုပ်ရှင် project တစ်ခုမှာအလုပ်လုပ်ခွင့်ပေးခဲ့ပါတယ်အင်ဆိုကသူမရဲ့အထက်လူကြီးကိုဖိုင်ရွက်တစ်ခုပေးလိုက်တဲ့အခါအမားယွင်းနဲ့စာအိတ်အနီလေးပါသွားခဲ့ပါတယ်အထက်လူကြီးကအဲ့ဒီစာအိတ်ကိုမြင်သွားပြီးစံကြီးစီကကျေးဇူးတင်သွားလို့ထင်နေခဲ့ပါတယ်နေ့လယ်ပိုင်းလောက်မှာအင်ဆိုကအဲ့ဒီစာအိတ်နီထဲမှာသူမမူတော့ကအထက်လူကြီးကိုဆဲဆိုထားပြီးအလုပ်ထွက်မယ်လို့ရေးထားတဲ့စာပါသွားတာကိုသတိရသွားပါတယ်သူမကအဲ့ဒီစာအိတ်ကိုပြန်ခိုးဖို့ဆုံးဖြတ်လိုက်ပေမဲ့သူမရဲ့အထက်လူကြီးကတော့ထိပ်တန်းလူပညာရှင်တွေတက်ရောက်တဲ့စုပေးပွဲကိုရောက်နေပါပြီသူမကစာအိတ်ကိုပြန်ခိုးဖို့အောင်မြင်သွားခဲ့ပေမဲ့ထွက်ပြေးတဲ့အချိန်မှာလူတစ်ယောက်နဲ့တွားတိုက်မိပါတယ်အဲ့ဒီလူကသူမလှေကားပေါ်ကပြုတ်မကျအောင်လှမ်းဖမ်းပေးခဲ့ပါတယ်အဲ့ဒီလူကစံကြီးဖြစ်နေတာကိုသူမတွေ့လိုက်ရပါတယ်စံကြီးကသူမစာအိတ်အနီကိုခိုးဖို့ကြိုးစားနေတာကိုမြင်သွားပြီးသူမကိုစုပေးပွဲကတကိုးတစ်ယောက်လို့အထင်မှားသွားခဲ့ပါတယ်အင်ဆိုကအခြေအနေကိုရှင်းပြဖို့ကြိုးစားပေမဲ့စံကြီးကသူမကိုမယုံပါဘူးဒါကြောင့်သူတို့နှစ်ယောက်အပြန်အလှန်ညှင်းပွားခဲ့ကြပါတယ်စံကြီးမှလည်းအင်ဆိုရဲ့စာအိတ်နဲ့စင်တူတဲ့စာအိတ်တစ်ခုရှိနေပြီးအငင်းပွားနေရင်းနဲ့စာအိတ်တွေမှားသွားခဲ့ပါတယ်စံကြီးကိုစင်ပေါ်မှာစုပေးဖို့နဲ့စုရရှိသူရဲ့နာမည်ကိုခေါ်ဖို့ဖိတ်ကြားခြင်းခံရပါတယ်သူဟာကိုပေးထားတဲ့စာကိုမြင်ပြီးအံ့အားသင့်သွားပါတယ်ဒါဟာအင်ဆိုစီမှာလူပြောများသွားတဲ့ရှက်စရာကောင်းတဲ့အခိုက်အတန့်တစ်ခုဖြစ်သွားပါတယ်သူမရဲ့တငယ်ချင်းဖြစ်သူဟွန်ဂျူးဟာလည်းကုမ္ပဏီတစ်ခုထဲမှာပဲအတူတူအလုပ်လုပ်ပါတယ်သူတို့ဟာစက်ကောင်နေရာမှာဘသူ့ကိုအစားထိုးရမလဲဆိုတာကိုအကြံပြုကြပါတယ်အလုပ်ရှင်ကစွန်ကြီးကိုရွေးချယ်ဖို့အကြံပြုပေမဲ့အင်ဆိုကတော့ဒါကိုသဘောမတူဘဲကန့်ကွက်ပါတယ်ဟန်ဂျူးဟာစွန်ဂျေးစီကိုဇညုံပို့ပေးဖို့လှုံ့ဆော်ခဲ့ပေမဲ့မှားယွင်းပြီးအင်စောရေးထားတဲ့ရုပ်ရှင်ဇညုံကိုပို့မိသွားပါတယ်။စွန်ဂျေးဟာမှားယွင်းနေတဲ့ဇညုံကိုလက်ခံရရှိပြီးဖက်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီဇညုံဟာသူမရဲ့ဘဝမှာချစ်ရတဲ့သူကိုကယ်တင်ဖို့အတွက်အတိတ်ကိုပြန်သွားတဲ့အမျိုးသမီးတစ်ယောက်အကြောင်းဖြစ်နေပါတယ်။စွန်ဂျေးဟာအဲ့ဒီဇညုံကိုသဘောကျသွားပြီးရုပ်ရှင်မှာပါဝင်တရုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့တငယ်ချင်းတွေကဇညွန်းနဲ့ပတ်သက်ပြီးမှားယွင်းမှုတစ်ခုဖြစ်သွားတယ်ဆိုတာကိုသူ့ကိုအသိပေးပါတယ်တစ်ဖက်မှာလည်းစွန်ဂျေးရဲ့ပရိသတ်တစ်ယောက်ဟာရောင်စုရဲ့နောက်ယောင်ခံလိုက်ခြင်းကိုခံနေရပြီးသူကသူမကိုပြန်ပေးဆွဲဖို့ကြိုးစားတဲ့အခါမှာတော့သူမဟာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်သူဟာလည်းသူ့ကိုဖမ်းဖို့ကြိုးစားနေတဲ့ရဲတွေလက်ကနေထွက်ပြေးလွတ်မြောက်သွားပါတယ်ထဲဆောင်ဟာဒီအမှုကိုတာဝန်ယူထားရပြီးရောင်စုကိုဖမ်းမိဖို့အတွက်ကြိုးစားအားထုတ်နေပါတယ်အင်စောရဲ့အလုပ်ရှင်ကစွန်ဂျေးနဲ့တွေ့ဆုံဖို့စီစဉ်ပေးခဲ့ပြီးစွန်ဂျေးကဒီဇညွန်းဟာသူမနဲ့သက်ဆိုင်နေဆိုတာသိသွားတဲ့အခါမှာတော့သူကကန့်လန့်ချက်ကိုညှင်းပယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အင်စောကသူ့ထက်အရင်ဥအောင်ညှင်းလိုက်ပါတယ်သူမဟာသူမရဲ့ဇညွန်းမှာစွန်ဂျေးကိုတရုပ်ဆောင်ခိုင်းမှုစိတ်ကူးကိုညှင်းပယ်လိုက်တာကြောင့်စွန်ဂျေးစိတ်နှောက်ယှက်ဖြစ်သွားပါတယ်သူဟာသူမရဲ့အလုပ်ခွင်အပြင်ဘက်မှာစောင့်နေပြီးသူမကိုစားတောက်ဆိုင်တစ်ခုကိုခေါ်သွားဖို့ကန့်လန့်ပါတယ်သူကသူမကိုဘာကြောင့်သူ့ကိုညှင်းပယ်ရတယ်လဲဆိုတဲ့အကြောင်းရင်းကိုမေးမြန်းတဲ့အခါမှာတော့သူမကဘေးရင်ဆရာတယောက်ကသူမကိုမြင်းနဲ့မှာမွေးဖွားတဲ့တရုပ်ဆောင်တွေနဲ့အလုပ်မတွဲဖို့အကြံပေးထားတယ်လို့ပြောပြပါတယ်။စွန်ဂျေးဟာအစပိုင်းမှာတော့သူမကိုတန်တရားဝင်ခဲ့ပေမဲ့နောက်ပိုင်းမှာသူမကမြင်းနဲ့မှာမွေးဖွားတဲ့တခြားတရုပ်ဆောင်တယောက်ကိုအစားထိုးဖို့ရည်ရွယ်ထားတယ်ဆိုတာသိသွားတဲ့အခါမှာတော့သူစိတ်ဆိုးသွားပါတယ်။သူဟာနီလမျိုးစုံနဲ့သူမကိုနားချဖို့ကြိုးစားပေမဲ့သူမကအကြိမ်ကြိမ်ညှင်းပယ်ခဲ့ပါတယ်။စွန်ဂျေးဟာထူးဆန်းတဲ့အိမ်မက်တွေမကြာခဏမှတ်နေပြီးအဲ့ဒီအိမ်မက်တွေထဲမှာသူဟာအရင်ဘဝတွေအများကြီးမှာနေထိုင်ခဲ့တဲ့အကြောင်းတွေပါဝင်နေပါတယ်။ဒါပေမဲ့သူကအဲ့ဒီအိမ်မက်တွေကိုအလေးနဲ့မထားပါဘူး။တစ်ဖက်မှာလည်းစွန်ဂျေးရဲ့ဖခင်ဟာအင်စောရဲ့အဖွားကိုသူ့ရဲ့စားတောက်ဆိုင်မှာတွေ့ရှိခဲ့ပြီးသူတို့ဟာအချင်းချင်းစကားတွေပြောဖြစ်ခဲ့ကြပါတယ်။စွန်ဂျေးဟာသူတို့စီကိုလမ်းလျှောက်လာတဲ့အခါမှာတော့သူငယ်ပြန်ယောဂခံစားနေရတဲ့အဖွားဖြစ်သူကစွန်ဂျေးကိုသူမရဲ့တည်ဆုံသွားတဲ့ခင်ပွန်းလို့မှားယွင်းစွာမှတ်ယူပြီးသူမကိုထားခဲ့တဲ့အတွက်စူပူချင်းမောင်းပါတော့တဲ့ဖခင်ဖြစ်သူကနံပါတ်တစ်ခုရေးထားတဲ့စက္ကူတစ်ရွက်ကိုတွေ့ရှိခဲ့ပြီးအဲ့ဒီစက္ကူရဲ့အနောက်မှာတော့သူအင်စောနဲ့အဖွားတို့ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံရှိနေပါတယ်စွန်ဂျေးဟာပုံထဲကအင်စောကိုချက်ချင်းမှတ်မိသွားပြီးအဖွားကိုအိမ်ပြန်ပို့ပေးဖို့ကန့်လန့်ပါတယ်အင်စောဟာစွန်ဂျေးကသူမရဲ့အဖွားကိုလာပို့ပေးတာကိုမြင်သွားပြီးသူ့ကိုရင်ဆိုင်စကားပြောပါတယ်သူမဟာကျေးဇူးတင်စကားမပြောမိတဲ့အတွက်အဆူခံရပြီးစွန်ဂျေးကိုကော်ဖီဆိုင်မှာကော်ဖီဝယ်တိုက်ဖို့လှုံ့ဆော်ရပါတယ်သူကသူမကိုဇညုံမှာပါဝင်တရုပ်ဆောင်ခိုင်းဖို့ထပ်မံကြိုးစားပေမဲ့သူမကညှင်းဆိုခဲ့ပါတယ်သူကသူ့ရဲ့ကြော်ကြားမှုကိုကြွားလုံးထုတ်ဖို့ကြိုးစားပေမဲ့ဆယ်ကျော်သက်တစုကသူ့ကိုတရုပ်ဆောင်တစ်ယောက်ဖြစ်မမှတ်မိတဲ့အခါမှာတော့သူရှက်သွားပါတယ်အင်စောကအဲ့ဒီရှက်စရာကောင်းတဲ့အခိုက်အတန့်ကိုကြည့်ပြီးရေမောမိသွားတဲ့အခါမှာတော့စွန်ဂျေးဟာသူမရဲ့အပြုံးလေးကိုကြည့်ပြီးရင်ခုန်သွားပါတယ်နောက်တစ်နေ့မှာတော့အလုပ်ရှင်ကစွန်ဂျေးကိုရုပ်ရှင်မှာပါဝင်တရုပ်ဆောင်ခိုင်းဖို့အတင်းအကျပ်တိုက်တွန်းတဲ့အခါမှာအင်စောစိတ်ဆိုးသွားပြီးအလုပ်ကနေထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်စွန်ဂျေးစီကိုဇညုံအမားပို့ခဲ့တဲ့အတွက်လည်းသူမရဲ့တငယ်ချင်းကိုအပြစ်တင်စကားဆိုပါတယ်သူမဟာစိတ်ဆိုးမှန်ဆိုးနဲ့ထွက်လာခဲ့ပြီးသူမရဲ့အတိတ်ကိုပြန်သွားတဲ့ခရီးစဉ်တစ်ခုမှာတွားခဲ့မှုတဲ့ကစားကွင်းကိုရောက်သွားပါတယ်သူမဟာအဲ့ဒီကစားကွင်းမှာစွန်ဂျေးရဲ့မွေးနေ့ကိုကျင်းပပေးခဲ့ပူပြီးအတိတ်ကိုပြန်တွေးရင်းစိတ်လှုပ်ရှားဝမ်းနည်းနေခဲ့ပါတယ်ဇညုံနဲ့ပတ်သက်တဲ့အစည်းအဝေးပြီးသွားတဲ့အခါမှာတော့စွန်ဂျေးဟာသူမအပေါ်မှာထားရှိတဲ့သူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမဲ့သူမကတော့သူ့ရဲ့ဝန်ခံမှုကိုချက်ချင်းညှင်းပယ်လိုက်ပြီးသူမမှာချစ်ရမယ့်သူတခြားတစ်ယောက်ရှိနေပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ထဲဆောင်ကသူမကိုကားနဲ့လာကြိုခဲ့ပါတယ်။သူဟာလည်းသူမအပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကိုပြောပြခဲ့ပေမဲ့သူမကတော့အေးအေးဆေးဆေးပဲညှင်းပယ်ခဲ့ပြီးတငယ်ချင်းတွေအဖြစ်ပဲဆက်ရှိနေဖို့ဆန္ဒပြုခဲ့ပါတယ်။စွန်ဂျေးဟာအင်စောအလုတ်ကနေထွက်သွားတဲ့အကြောင်းသိသွားတဲ့အခါမှာတော့သူမကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။သူဟာအင်စောရဲ့အချိန်စက်ကွင်းထဲကနာရီလေးကိုပြုပြင်ပြီးပြန်ယူလာခဲ့ပြီးအဲ့ဒီနာရီကိုကြည့်နေရင်းနဲ့ထူးဆန်းတဲ့အတိတ်ကအမတ်တရားတွေရုတ်တရက်ပေါ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းစွန်ဂျေးရဲ့ကားထဲကဗီဒီယိုမှတ်တမ်းကတဆင့်ထဲဆောင်ဟာရောင်စုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်သူတို့ဟာရောင်စုကိုကားတစ်စီးထဲမှာတွေ့ရှိခဲ့ပြီးထဲဆောင်ကသူ့ကိုကားပေါ်ကဆင်းဖို့ပြောပေမဲ့ရောင်စုကတော့ကားကိုအရှိန်နဲ့မောင်းထွက်သွားခဲ့ပါတယ်ထဲဆောင်လည်းသူ့နောက်ကိုကားနဲ့လိုက်လံဖမ်းဆီးပါတော့တယ်
အဲ့ဒီအချိန်မှာပဲစွန်ကြီးဟာလမ်းလေခေါင်မှာအတိတ်ကအမှတ်တရတွေအလုံးရင်းနဲ့ဝင်ရောက်လာပြီးခေါင်းတွေအပြင်းထန်ကိုက်ခဲလာပါတယ်။ရောင်စုဟာစွန်ကြီးကိုကားနဲ့အရှိန်ပြင်းပြင်းတိုက်ဖို့ကြိုးစားခဲ့ပေမဲ့ထဲဆောင်ကသူ့ရဲ့ကားနဲ့ကြားကနေဖြတ်တိုက်ပြီးဟန်တားလိုက်တဲ့အတွက်မတော်တဆမှုကိုတားဆီးနိုင်ခဲ့ပါတယ်။စွန်ကြီးဟာခေါင်းကိုက်ဝေဒနာကြောင့်သတိမေ့သွားခဲ့ပြီးသတိပြန်ရလာတဲ့အခါမှာတော့သူ့အတိတ်ကိုပြန်သွားခဲ့တုန်းကအင်စောနဲ့အတူရှိခဲ့မှုတဲ့အမှတ်တရတွေအားလုံးကိုပြန်လည်မှတ်မိသွားပါတယ်။ထဲဆောင်ဟာကားတိုက်မှုကြောင့်ဒဏ်ရာရရှိခဲ့ပေမဲ့ရောင်စုကိုတော့ဖမ်းဆီးနိုင်ခဲ့ပါတယ်။ရောင်စုဟာသူ့လက်ထဲကနေရုံထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ကန်ဆိုးစွာနဲ့ကုန်တင်ကားတစ်စီးနဲ့တိုက်မိပြီးမြစ်ထဲကိုပြုတ်ကျကနေရမှာတင်တေဆုံးသွားခဲ့ပါတယ်။အင်စောဟာတက္ကစီစီးပြီးအိမ်ပြန်လမ်းမှာရောင်စုတေဆုံးသွားတဲ့သတင်းကိုကြားလိုက်ရပါတယ်။သူမဟာစိုးရိမ်တကြီးနဲ့အင်တာနက်မှာရှာဖွေကြည့်လိုက်တဲ့အခါမှာစွန်ကြီးစေးရုံကိုပို့ဆောင်လိုက်ရပြီဆိုတာကိုသိသွားပါတယ်။သူမဟာတက်စီပေါ်ကနေဆင်းပြီးစေးရုံကိုခြေချင်းပြေးသွားခဲ့ပါတယ်။စွန်ကြီးဟာလည်းအတိတ်ကအမှတ်တရတွေနဲ့အတူနိုးထလာပြီးအင်လန်စောကိုရှာဖို့အတွက်စေးရုံကနေအပြေးလွှားထွက်လာခဲ့ပါတယ်။သူဟာသူမကိုစေးရုံအပြင်ဘက်မှာတွေ့ရှိခဲ့ပြီးသူတို့နှစ်ဦးဟာတင်းကျပ်စွာဖတ်ထားခဲ့ကြပါတယ်။စွန်ကြီးကသူ့အမှတ်တရတွေအားလုံးကိုပြန်မှတ်မိသွားပြီဖြစ်ကြောင်းပြောပြတဲ့အခါမှာအင်လန်စောဟာအံ့ဩသွားခဲ့ပေမဲ့နောက်ဆုံးမှာတော့စွန်ကြီးနဲ့ပြန်လည်ဆုံတွေ့ရတဲ့အတွက်ပျော်ရွှင်သွားပါတယ်။ဒါဟာသူတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ဘဝတည့်ရဲ့အစပြုခြင်းပဲဖြစ်ပါတယ်။သူတို့ဟာပုံမှန်ချင်းတွေ့မှုတွေပြုလုပ်ခဲ့ကြပြီးအင်လန်စောဟာသတင်းထောက်တွေတည်သွားမှာကိုစိုးရိမ်နေခဲ့ပေမဲ့စွန်ကြီးကတော့ဒါကိုဂရုမစိုက်ခဲ့ပါဘူး။စွန်ကြီးဟာထဲဆောင်နဲ့တွေ့ဆုံခဲ့ပြီးထဲဆောင်ကသူတို့ရဲ့ဆက်ဆံရေးကိုသိရှိသွားကသူတို့ကိုဆူတောင်းပေးခဲ့ပါတယ်။စွန်ကြီးကလည်းရောင်စုကိုဖမ်းဆီးပေးခဲ့တဲ့အတွက်သူ့ကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စွန်ကြီးကအင်စောကိုလက်ထပ်ဖို့စီစဉ်ထားကြောင်းထဲဆောင်ကိုပြောပြခဲ့ပါတယ်။သူတို့ရဲ့မိသားစုတွေဟာလည်းဒီဆက်ဆံရေးကိုသိသွားကြပါတယ်။စွန်ကြီးရဲ့ဖခင်ဟာအစပိုင်းမှာတော့သဘောမတူခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူ့သားဟာအင်စောနဲ့အတူရှိနေတဲ့အခါမှာဘလောက်တောင်ပျော်ရွှင်နေတယ်လဲဆိုတာကိုမြင်တွေ့သွားပြီးသဘောတူခဲ့ပါတယ်။စွန်ကြီးဟာမီရှူမီပန်းတွေနဲ့အတူအင်စောကိုလက်ထပ်ခွင့်တောင်းဖို့စီစဉ်ခဲ့ပေမဲ့အင်စောကသူမဟာရုပ်ရှင်ဒါရိုက်တာတယောက်ဖြစ်ချင်တယ်လို့ပြောလိုက်တဲ့အခါမှာတော့သူခိတ္တရက်ဆိုင်လိုက်ပါတယ်။စွန်ကြီးဟာသူမရဲ့ဆန္ဒကိုကူညီပေးဖို့သဘောတူခဲ့ပြီးနောက်ဆုံးမှာတော့သူမဟာသူမရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့စွန်ကြီးဟာရိုမန်တဆန်တဲ့နေရာလေးတစ်ခုမှာအင်စောကိုလက်ထပ်ခွင့်တောင်းခဲ့ပြီးသူမကလည်းလက်ခံခဲ့ပါတယ်။သူတို့နှစ်ဦးဟာနောက်ဆုံးမှာတော့ပျော်ရွှင်စွာနဲ့လက်ထပ်မင်္ဂလာပွဲကိုကျင်းပနိုင်ခဲ့ကြပါတယ်။အင်စောရဲ့အဖွားဖြစ်သူဟာလည်းစွန်ကြီးကအင်စောကိုပျော်ရွှင်အောင်ထားနိုင်ခဲ့တဲ့အတွက်ဝမ်းသာပီတိဖြစ်နေခဲ့ပါတော့တယ်။